Dadanata salokata voti bhavatu tabata Nadanambi salokin sati varakhandu tabata Dadanata saburamya svatatnaromya ji ilaga Lokata sadana ji nyomiko atharagagamamya ilaga Hodi loko loki nali ajopatu sivenjindi Tabarani onya babeka masai chinai bhavatu pshapazidari Nadanambi sabuddhamya svatatnaromya jigolaga Lokambi satatnaji nyomiko atharagagamamya golaga Deva Tamadeva nakanamya manamyarodi Tabarani ninyanya katino kalaraima Rakhandu Senye vidaya mangim pyau chanda yau a Kaunzwa matwe sang shau tombu jabasi gundati Suram Patana Linga Sabaikali Tumbai Myan Sainzan Yusu Yu Tausu Juga Dhamma Palim Phunlai Jaya Ao Alom Do Turo Gong Do Takhau Silai Solai Piya Alom Jaindu Tung Gao Tausu Jaya Ao Buddha Myaswa Tadana Yawani Do Linzido 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 Tadana Atha Lo Amya Jiva Tuta Jazido Tadana Atha Lo Amya Jiva Tuta Jazido Tamma Deva Nabhyama Kaunzwa Samshau Jazido Tamma Deva Nabhyama Kaunzwa Samshau Jazido Adananda sabuddhamya svatatnaromya ji ilaga Lokata satatnaji nyomiko atharagagamamya ilaga Hodi loko loki nali ajopatu sivenjindi Tabarani onya babeka masai chinai bhavatu pshapazidari Nadanambi sabuddhamya svatatnaromya jigolaga Lokambi satatnaji nyomiko atharagagamamya golaga Deva Tamadeva nakanamya manamyarodi Tabarani ninyanya katino kalaraima Rakhandu
ဆင်းရဲပေဒယမံကင်းပြောက်ချမ်းသာရောက်အောင်ကောင်းစွာမသွေဆုံးလျှောက်တော်မူကြပါစေကုန်သတည်းယနေ့သာသနာတော်2553ခုကောဇာတက္ကရာ1382ခုနှစ်ပြာသူလပြည့်ကျော်73ရက်နေ့ညချကာလ9 နာရီမိနစ်30ချိန်မှစတင်၍မန္တလေးမြို့ထွန်တုံးမြို့သစ်ဖဝထု13ရပ်ကွက်တောင်ကတိ9ရက်ခန့်ကဘဝတပတ်ကွယ်လွန်သွားသည့်ကွယ်လွန်သူမိခင်ကြီးတော်ကျင်ဆိုင်နှင့်အစမထင်တန္တရာမှတော်ဆက်ခဲ့ကြသည့်ဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းမကျွတ်မလွတ်ကြသေးသည့်ပုဂ္ဂိုလ်တ attva အပေါင်းတို့အားရည်စူးပြီးမှကျေးဇူးတိကြသည့်ကြာရစ်သူသာသမီများဖြစ်ကြသောဒေါ်တင်တင်နွဲ့ဒေါ်တင်တင်လှဒေါ်အလိမ္မာစာပေနှင့်စတိုးဥယျာဉ်မြင့်ဒေါ်တင်တင်ဥပါရမီလေးပြဥပုံမြင့်စောဒေါ်သိမ့်သိမ့်ထေမြတ်စေးဆိုင်တဲ့ကြာရသူသာသမီများကဘဝတစ်ပါးကွယ်လွန်သွားသည့်တာယိကမကြီးဒေါ်ကျင်ဆိုင်နှင့်မကျွတ်မလွတ်ကြသေးသောပုဂ္ဂိုလ်တ attva အပေါင်းတို့အားအမြတ်ဆုံးဒါနဖြစ်တဲ့ဓမ္မဒါနပြုလုပ်၍မြတ်တမ်းပေးဝေတဲ့ဓမ္မသဘင်ပွဲဦးဇင်းတို့ဟိုပသိမ်ကြီးမျိုးလေတဲကစင်ဖို့ကြီးကျွေးပါပထမဝဲဟောကြရတော့အနည်းငယ်နောက်ကြတာကိုစောင့်ဆိုင်ပြီးတော့နာယူကြတဲ့ဓမ္မကိုမျက်နှိုးကြသူဓမ္မမကတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားကျေးဇူးတင်ကြောင်းအရင်ဆုံးပြောလိုပါတယ်။ကွယ်လွန်သွားကြသူများရည်စူးပြီးပြုတဲ့ကုသိုလ်ပွဲတာကျေးဇူးတိသူတို့ရဲ့ပွဲလို့ဆိုရပါကျေးဇူးရှိရင်ကျေးဇူးသိရတယ်ကျေးဇူးရှိလျက်ကျေးဇူးမသိရင်လူမပီတာဒါကြောင့်ကြာရသူသာသမီများဖြစ်ကြတဲ့မောင်နှမတစုတို့နှင့်တကွကြွတာကြသည့်အလုံးသောဓမ္မပရိသတ်ပေါင်းသူတော်ကောင်းတို့အတွက်ဒီနေ့ညဓမ္မလက်ဆောင်ပေးခြင်းတဲ့တရားလေးကမမြဲတာကိုနားလည်ပါဗာတရားတဲ့အနေဇဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောဥပ္ပိစိတဝါနိရောဇံတိတေတံဥပသမောတုခောသင်္ခါရကံစေဥဟာကြောင့်တွေပြတို့ပေါင်းကပြုမှဖြစ်ပွားရသည့်ဒေဘုမကသင်္ခါရတရားတို့သည်အနိစ္စဝတ္တမမြဲကြသည်ကုံစတကားဥပ္ပါဒဝယဓမ္မိနောဖြစ်လျင်ပြတ်သုံးချုပ်ဆုံးရခြင်းသဘောရှိကြသည်ကုန်၏ဥပ္ပိစိတဝါအကြောင်းညီညွတ်တဲ့အခါဖြစ်ပေါ်လာကြကုန်ဖြစ်၍နိရုဇံတိကြောင်းတရားတွေချွတ်ယွင်းပျက်စီးသွားတဲ့အခါချုပ်ပြောက်ပျက်စီးရိုးထုံစံရှိကြသည်ကုန်၏ဒေသံတို့ယုံနာနှစ်သိင်းဖြစ်ခြင်းပြည့်ခြင်းတို့၏ဥပဒမောချုပ်ရာငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်အငြိမ့်တကြည်သည်ကဒုက္ခချမ်းသာတကားတို့ထက်အချမ်းသာဆုံးကြီးစင်စစ်အမှန်ပင်ဖြစ်ပါပေတော့တည်းမမြဲတာကိုနားလည်ပါဘာတရားဆုံးမမြဲတာကိုဉာဏ်နဲ့နားလည်ရတယ်ဉာဏ်ရှိတဲ့သူမှမမြဲခြင်းသဘောကိုနားလည်နိုင်တယ်
မမြဲတာကိုနားလည်နိုင်တဲ့ဉာဏ်ပညာတကယ်ရရှိရင်ပိဋကကြီးတို့တောကအပူမီးတွေလောင်မြိုက်ခံရခြင်းမှသက်သာတယ်မမြဲခြင်းကိုမစင်ခြင်းနိုင်ရင်မစင်ခြင်းနိုင်တယ်လို့စိတ်ရဲ့သဘောကငါဟဆိုပြီးတော့ဥပါဒံလက်နဲ့တင်းတင်းဆွဲဆုပ်ထားမိတတ်တယ်ဘာကိုနားမလဲလို့ဒါကြောင့်အရာအလုံးဟာဖြစ်ပြီးရင်ပြတ်သွားလို့မမြဲဘူးဆိုတာကိုနားလည်ရမယ်ပါရပိသတိရုပ်ရည်အစဉ်နုပြုခြင်းဟာကိုမြဲရလားရုပ်ရည်အစဉ်နုပြုခြင်းကအိုမင်းနောက်ဆုံးရှိကြ၏ရုပ်ရည်ဘလောက်နုပြုလှပပေမဲ့လို့နောက်ဆုံးမှာအိုမင်းခြင်းနဲ့အဆုံးတတ်ရတာပဲမှားရပိတ္တကြီးဇီဝိထေလင်းသက်ရှင်ခြင်းကသေမင်းနောက်ဆုံးရှိကြ၏အသက်ရှင်နေတာကိုမြဲရလားမမြဲဘူးကျမ်းမာတာကိုမြဲရလားကျမ်းမာတာဟာလည်းယောဂရခြင်းမှာဆုံးတာပါပဲဒါကြောင့်မမြဲတာကိုနားလည်ပါအတိတ်တန်တရားမှာကံဆုံးကြတဲ့လူတွေဟာဒီဘဝမှာကြုံကြသည်အတိတ်ရည်ဆက်ကုသိုလ်ကောင်းမှုကံကဆုံးခွင့်ပေးလိုက်တော့မဆုံးဘူးလားကံကုန်တော့ခွဲရတယ်ဒါဖြင့်တွေးဆုံခြင်းတွေကိုမြဲရလားမမြဲတာကိုနားလည်ပါမိငါဤသဗ္ဗေအလုံးစုံသောပြည့်ရည်ချစ်တဲ့သူတွေနဲ့မနာပိငါမျက်နှိုးရတဲ့သူတွေနဲ့နာနာဘာဝဝါနိုင်ငံရေးစီးပွားရေးပညာရေးစတဲ့ရေးအမျိုးမျိုးကြောင့်ရှင်ခွဲခွဲရခြင်းသည်၎င်းဝိနာဘာဝဝါငါကအရင်ဖြစ်စေသူကအရင်ဖြစ်စေတေခွဲခွဲရခြင်းသည်၎င်းဘဝိတ္တိတနေ့နေ့တွင်မလွဲမသွေဧကံမုတ်ချဖြစ်ကိုဖြစ်ရပေလိမ့်မည်ဣတိဧကသောအဋ္ဌိယဝမိမပဲဖြစ်စေပုရိသေနဝယောက်ျားပဲဖြစ်စေကဟထေနဝအေယတိထောင်လူပေါင်းမှနေကြတဲ့လူသားတွေပဲဖြစ်စေပပစီတေနဝအေယမထောင်ယဟန်ပေါင်းမှနေကြတဲ့ယဟန်တို့တွေပဲဖြစ်စေအဘိနံအမျက်မပြတ်ပစ္စဝေကေတပံကောင်းစွာမသွေဆင်ခြင်းနှလုံးသွင်းပြီးတော့နေသင့်ပါတယ်လို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်သည်ဩဝတိကရုဏာရှိရှုဆုံးမတော်မူခဲ့ပါပေတည်းတွေးဆုံခြင်းဟာမမြဲပါမြဲရလားမမြဲပါဘူးတွေးဆုံခြင်းဟာခွဲခွာခြင်းမှာအဆုံးတတ်ရတာဓမ္မတာပဲပါရလားပြည်သက်ကြီးကိုချစ်တဲ့သားတွေသမီးတွေနဲ့ကောခွဲချိန်တိုင်ရင်ခွဲရတာပဲရှင်ခွဲလဲခွဲရတာတီခွဲလဲခွဲရတာပဲတဲ့ဘီရာပင်ကလေးတွေဟာမြစ်ပြင်မှာလှိုင်းနေပုတ်လို့ဆုံကြသည်လှိုင်းပုတ်လို့ပဲခွဲရသည်ပါရလားတတ္တဝါတွေဟာကံကတွေ့ဆုံခွင့်ပေးလို့ကြုံကြသည်ကံကုန်တော့ခွဲရသည်ဒါပဲလှိုင်းပုတ်လို့ပဲဗေဒပင်လေးတွေဟာမြစ်ပြင်မှာမဆုံဘူးလားအဲ့ဒီလှိုင်းပုတ်လို့ပဲဘာဖြစ်ရကံကတွေ့ခွင့်ပေးလိုက်လို့ဒီဘဝမှာမိဘနဲ့သာသမီကြီးကိုမောင်နှမဆွေမျိုးအပေါင်းအသင်းတငယ်ချင်းဆိုပြီးဆုံကြကြုံကြတာကံကတွေ့ဆုံခွင့်ပေးလိုက်တာအဲ့ဒီကံကပဲကုံလို့ခွဲခိုင်းတော့ခွဲရတာပဲတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလည်ပါအဲ့ဒါနားလည်ရင်စိတ်သောကရောက်ရတာတိတ်တက်တာ
ပိုင်ဆိုင်မှုတွေမမြဲပါဒီခန္ဓာကြီးကိုယ်ကပိဋကကြီးတို့မမြဲမှတော့ဒီခန္ဓာမိပြီးရရှိလာတဲ့စည်းစိမ်ဥစ္စာယာတုအာနာကိုမြဲရလားဒီခန္ဓာအမိပြုတ်ပြီးအထုတ်စည်းပူခဲ့တဲ့ကုသိုလ်ကံကြောင့်ကြုံကြဆုံကြတဲ့ချစ်တဲ့သူတွေနဲ့နေရတာကိုမြဲရလားဘာမှမမြဲဘူးမမြဲတာကိုနားလည်ပါနားမလည်ရင်ဘာဖြစ်တယ်လဲဆိုတော့တောကမီးတွေလောင်တယ်နှိစ္စတင်ညာဆိုတာမြဲတယ်လို့ထင်တယ်တာမန်အဖြစ်ရတော့လူတွေဟာတရားနှလုံးမသွင်းရင်ဒီသားဒီသမီးတွေဒီမိဒီဖေတွေနဲ့နေရတာအမြဲနေရမှာလို့ပဲထင်နေတာမြဲတယ်ထင်ကြသည်လူများစွာကဒီတိုင်းထင်တယ်မို့လားငါပိုင်ဆိုင်ထားတဲ့ဒီစည်းစိမ်ဥစ္စာဒီယာရုဒီအာနာလည်းမြဲတယ်လို့ထင်နေတာဒီခန္ဓာရဲ့မမြဲပုံကိုပိဋကကြီးတို့အရင်ဆင်ခြင်ကြည့်ရမှာသင်္ခါရကံစိတ်ဥဟာကြောင်းလေပြတို့ပေါင်းကပြုမှဖြစ်ပွားရသည့်ဒီဘူမကသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဒီရုပ်နဲ့နာခန္ဓာကိုယ်ကမြဲရလားမမြဲဘူးမမြဲတာကိုနားမလဲတော့ဒါကြီးငါပိုင်နေပဲထင်နေတာငါခန္ဓာပဲထင်နေတာငါပစ္စည်းတွေငါဟာတွေလို့ပဲထင်နေတာဗျလက်ဆုပ်တင်းရင်အပူပြင်းမယ်လက်ဆုပ်တင်းရင်လက်ဆုပ်တင်းတယ်ဆိုတာမြဲတယ်လို့ထင်နေတာကိုပြောတာဟောဒီအမေဟောဒီအဖေနဲ့တစ်သက်လုံးကနေရမယ်လို့မြဲတဲ့ထင်ရင်မမြဲတယ်ပြလိုက်တဲ့အခါဝမ်းနေရမယ်ဗျတကယ်တော့မြဲရလားတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလဲပါကြိုးတင်ဆင်ခြင်ထားရင်စိတ်မှာတောကမီလောင်မြိုက်ခံရတာတက်တာတယ်အဲ့လိုမဟုတ်ရဲ့တော့ဖြင့်တချို့ဆိုမေ့မျောသွားတဲ့အထိနှလုံးအိမ်မှာတောကအပူမီးတွေလောင်ရတယ်မြဲတယ်ထင်လို့ဘာထင်လို့လဲငါပိုင်ဆိုင်တဲ့ငါရဲ့စည်းစိမ်ဥစ္စာယာရုအာနာတွေငါကမြဲတယ်လို့ထင်နေရင်အဲ့ဓာတွေကတနေ့နေ့မှမြဲကြောင်းပြမလားမမြဲကြောင်းပြမလားကိုယ်မြဲတယ်ထင်ပြီးလက်ဆုပ်ကတင်းတင်းကြီးဆုပ်ထားတယ်ဥပါဒံလက်ခေါ်တယ်ဘာလက်တုံးလက်ဆုပ်တင်းရင်အဲ့သူ့တဘာဝအမှန်ကမမြဲတော့ချိန်တန်တဲ့အခါမမြဲကြောင်းနဲ့ပြလိုက်ရောစည်းစိမ်ဥစ္စာမမြဲတာကြုံရတဲ့အခါစည်းစိမ်ဥစ္စာကြောင့်ပူပန်ရသည်ယာရုအာနာကမမြဲကြောင်းပြလိုက်တဲ့အခါမြဲတဲ့ထင်ပြီးတော့ဥပါဒံလက်ဆုပ်တွေတင်းကြတဲ့သူတွေလက်ဆုပ်တင်းရင်အပူပြင်းမယ်အဲ့ဒါနားလည်ထားအပူမပြင်းရင်ဗာလေးလျှော့ရတယ်ဗျဘဝခန္ဓာတာဝန်ခန္ဓာဝန်ထမ်းတဲ့ခါပါတော့ပိဋကကြီးလူရယ်လို့ဖြစ်လာပါတော့စားရေးဆိုတာစင်ပြေအောင်တော့မကြိုးစားရဘူးလားကြိုးစားတာပေါ်စားရေးတောက်ရေးမှစင်မပြေရင်လည်းပူပန်ရတယ်လေလူရယ်လို့ဖြစ်လာပါတော့ပိဋကကြီးလူတော့သွားနေတာတင့်တော်တဲ့အဝတ်ကလေးတော့ဆင်ရအောင်မှာပေါ့အမိုးကရှိတဲ့နေစရာအိမ်လေးတော့ရှိရမှာပေါ့အဲ့ဒါတွေက fundamental need အခြေခံကြတယ် basic need မရှိမဖြစ်ကိုအခြေခံကြလိုတဲ့ဟာတွေဖြစ်ပေးရတာအဲ့ဒါခန္ဓာဝန်ထမ်းနေတာပိဋကကြီးဘာဝန်ထမ်းနေတာတော့ခန္ဓာဝန်မဖြစ်လို့ထမ်းနေရတယ်ဆိုတာနားလည်ထားအဲ့ဒါကိုခန္ဓာဝန်ထမ်းတယ်လို့မမြင်ရင်ပိဋကကြီးလိုအပ်တာထက်ပိုပြီးမှလောဘကခိုင်းရင်ခိုင်းတဲ့လောက်မြဲမဲထင်ပြီးတော့ရှားတယ်ရလာတဲ့အရာတွေကိုငါဟာလို့သိမ့်ပိုက်ပြီးတော့ဥပါဒံလက်ဆုပ်တွေပြင်းကြတယ်ဗျဘာကိုနားမလဲလို့
လက်ဆုပ်တင်းရင်ဒီခန္ဓာရလာတာဟာကိုကပိဋကကြည်တို့ရေရအောင်ဖန်တီးပြီးတော့မှဆူတောင်းယူလိုက်တာမဟုတ်ဘူးအကြောင်းရှိလို့အကျိုးကိုရတာအကြောင်းတရားကဒီခန္ဓာကိုပိုင်တာဒီခန္ဓာငါပိုင်တာဟုတ်ရဲ့လားရုပ်တရားလည်းငါမပိုင်ဘူးနံတရားလည်းကြောင်းတရားတွေကပိုင်တာဒီခန္ဓာကိုယ်ကြီးဟောဒီလိုမတ်ရပ်ပြီးနေနိုင်အောင်ထောက်ပံ့ထားတဲ့အကြောင်းတရား၄ပါးရှိတယ်ဒါကြီးဘယ်နှမျိုးကံရဲ့စိတ်ရဲ့ဥတုရဲ့အာဟာရရဲ့ဘယ်နှမျိုးလဲကံဆိုတာတော့အတိတ်ကံပေါ့အတိတ်ကုသိုလ်ကံကြောင့်ခင်ဗျားတို့ကျွတ်တို့အခုလူဘဝရထားကြအတိတ်ကုသိုလ်ကံကအသက်ရှည်ကြောင်းကောင်းမှုကံတွေမြင်ရခဲ့ရင်အသက်ရှည်တဲ့အကျိုးကိုရမယ်အတိတ်ကုသိုလ်ကံကအသက်ရှည်ကြောင်းကောင်းမှုတွေနေခဲ့ရင်အသက်တူကြောင်းမကောင်းမှုတွေမြင်ရခဲ့ရင်အသက်တူတဲ့ဘဝကိုကြုံရမယ်အကြောင်းရှိသလိုအကျိုးဖြစ်တာအကြောင်းချုပ်ရင်အကျိုးလည်းချုပ်တာမမြဲတာကိုနားလဲပါဘာမှကိုမမြဲတာဗျတွေ့ဆုံခြင်းလည်းမမြဲပါပိုင်ဆိုင်ခြင်းလည်းမမြဲပါယုံနံခန္ဓာမမြဲပါအဲ့ဒီအတိတ်ကကံကြောင့်ဖြစ်နေတဲ့ယုတ်တွေလည်းဒီမှာကမ္မဇယုတ်တွေဖြစ်အသစ်ဖြစ်တယ်ကံကြောင့်ဖြစ်တဲ့ယုတ်ဘာကြောင့်ဖြစ်တာတော့ဒါကြောင့်ဒီအတိတ်ကုသိုလ်ကံလေးကြောင့်ဆက်လက်ပြီးယုတ်တွေအသစ်ဖြစ်ပေါ်နေတာတာရှည်ဖို့ရကုသိုလ်ကံလေးဆင်းရတယ်ဘာဆင်းရတော့မွေးနေ့ကောင်းမှုလုပ်တယ်ဆိုတာအဲ့ဒါပဲအတိတ်ကကုသိုလ်ကံကြောင့်လူဘဝရလာတဲ့နေ့မှာမမေ့မလျော့နဲ့ကုသိုလ်တွေထပ်ဆင့်ပြုတာမွေးနေ့ကုသိုလ်ဆိုတာအဲ့ဒါပဲကံဆင့်တာခေါ်တယ်ဒေသကြီးပါဆင့်တယ်အဲ့တော့ကုသိုလ်ကံရဲ့တက်တန်းရှည်တာပေါ့အဲ့တော့ကံကြောင့်ဖြစ်တဲ့ယုတ်တရားလည်းဆက်လက်ပြီးဖြစ်ပေါ်ရှင်သန်ပြီးအသက်ရှည်ရပြီးတော့စိတ်တဇယုတ်ဆိုစိတ်ကြောင့်လည်းယုတ်တရားဖြစ်နေတာစိတ်ပူလွန်းရင်ယုတ်ပူတွေဖြစ်မှာပဲလူတယောက်မျက်နှာကြည့်လိုက်စိတ်ပူရင်သူ့မျက်နှာကြီးရဲ့လေအပူမျက်နှာကြီးမှန်ရဲ့လားတချို့ကြည့်လိုက်ရင်မျက်နှာအမြဲတမ်းတစ်ခုခုတွေးပြီးပူးနေတယ်အပူမျက်နှာတွေစိတ်ကိုမသိလို့ဘာကိုမသိလို့စိတ်ကလေးကြည်နေရင်မျက်နှာလည်းစိတ်ကလေးအေးနေရင်မျက်နှာလည်းစိတ်ကလေးတည်ငြိမ်နေရင်မျက်နှာလည်းစိတ်ကြောင့်ဖြစ်တဲ့ယုတ်စိတ်ကြောင့်လည်းယုတ်တရားအဲ့စိတ်ရဲ့အခြေအနေတိုင်းမှာဖြစ်ပေါ်နေတယ်ဒီယုတ်တရားကြီးဘိုင်းကနေလဲမသွားအောင်ထောက်ပံ့ပေးထားတာဟာကံရဲ့စိတ်ရဲ့ပြီးတော့ဥဒုပြင်ပကဥဒုတွေရှိတယ်အတွင်းကဥဒုအပူအေးတွေရှိတယ်ဒါကြောင့်တချို့ဥပမာနေပူစခါတဲ့ပါပင်ပန်းပန်းနဲ့အလုပ်လုပ်ရတယ်ငကိုယ်တော့သူ့မှာတော့ချမ်းချမ်းသာသာနဲ့မိဘနှစ်ပါးရဲ့အရေးအာဝါဒအောက်မှာနေရစဉ်တုန်းကမိဘတွေချမ်းသာတယ်ဆိုတော့ခြေမွေးမိမလောင်လည်းမွေးမိမလောင်ပေါ့စီပါဥစ္စာယောပါလာလို့ဖြစ်အိမ်တော်ကြသွားလို့ဖြစ်ဘဝကိုရုန်းကန်ရပြီဆိုကြုံတယ်လို့ရုန်းကန်နေပူထဲမှာအလုပ်လုပ်တဲ့ကငကိုယ်တော့ဖြူနေတဲ့သားလေးရပါဖြစ်ဥတုဇယုတ်ဥတုအတိုင်းယုတ်တရားလည်းဖြစ်တယ်အဲ့ဒီလိုအသစ်ဖြစ်နေတာအဲ့တော့စားတဲ့တောက်တဲ့အစားတောက်တွေကြောင့်လည်းပဲနေ့တိုင်းယုတ်တွေအသစ်မဖြစ်ဘူးလားအာဟာရဇယုတ်ဒီယုတ်ကြီးဘိုင်းကနေလဲမသွားအောင်ထောက်ပံ့ပေးထားတာအဲ့ဒီအကြောင်းတရား၄ပါးဘယ်နှပါတော့ကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့လူဘဝမှာရခဲ့တဲ့လူဘဝမှာအသက်ကို
ရှေရှေလေးတည်ပြီးတော့ကုသိုလ်ကောင်းမှုတွေများများစုပြီးအောင်ပြုတ်တိုင်ဖို့ဆိုရင်ဒီတရားတွေရုပ်ဖြစ်ကြောင်းတရားတွေနားလည်ပြီးတော့မှဆင်ခြင်နေတတ်ရတာပေါ့ကံတရားကိုလည်းခုနလိုမွေးနေ့မှာကုသိုလ်ပြုပြီးဆင့်ပေးရတယ်စိတ်ဓာတ်ကလေးကိုလည်းအပူတောကတွေမလောင်အောင်တရားလေးနဲ့နှလုံးသွင်းပြီးထိန်းတတ်ရတယ်စိတ်ပူနေပြီဆိုရင်ဘာတွေတွေးနေသလဲလို့စိတ်ကိုပြန်ကြည့်ရတယ်ပူစရာတွေးတော့မပူဘူးလားပူစရာမတွေးပဲနဲ့စိတ်ကလေးကိုအေးနေအောင်ပစ္စုပန်အလုတ်လုတ်နေရင်ဒီအလုတ်ထဲမှာစိတ်ကလေးငြိမ်နေအောင်ထိမှုလေးတွေသိပြီးတော့ဦးဇင်းလက်ဆွဲတစ်ခုရှိတယ်ယူမလားစိတ်အေးချောင်းတရားလေးရှိတယ်ဘဝဆိုတာတော့ပူစရာတွေကတွေ့မှာပဲဘဝဆိုတာဒုက္ခလေဒုက္ခဖြစ်တဲ့ဘဝကိုရထားမှတော့ဒုက္ခဟာရှောင်လို့လွတ်မလားတောကပေါ်တဲ့လောကရောမှာမောဟတွေထူပြောနေရင်တော့ဘဝအမောတွေရင်ဆိုင်ရမည်မှန်ရဲ့လားတရားလေးတစ်ခုတော့လက်ကင်ထားမှယူမလားပါဇတ်ထဲရင်ပါသွားလို့မရဘူးလိုက်ဆိုထီတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤထီတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤရမလားသုံးခေါက်ဆိုတိတိတတိအမြဲရှိအောင်ကြိုးစားရှုမှတ်တာကအကြောင်းတရားနှလုံးစိတ်ဝမ်းငြိမ်းချမ်းတာကကျိုးတရားအကြောင်းကောင်းရင်အကျိုးကောင်းတာပဲကိုယ်စိတ်ကလေးမပူပန်အောင်စိတ်တစရုပ်တရားလည်းကိုယ်မျက်နှာကြီးပူလောင်တဲ့မျက်နှာကြီးဖြစ်မနေအောင်ဆိုရင်အဲ့ဒါနဲ့နေရစိတ်ပူစရာတွေဘဝမှာတွေ့လာပြီးကြုံလာပြီးဆိုရင်စိတ်ကအဲ့ပူစရာကြီးပြဿနာကြီးဆင်မပြေတာကြီးကိုမေ့ကိုမမေ့နိုင်ဖြစ်တယ်စိတ်ရဲ့သဘောကလေရှင်းပြေတာဆိုမေ့ထားလို့ရသေးတယ်အစင်မပြေတဲ့ကိစ္စများဆိုမေ့လို့မရဘူးတွေးနေတာပဲသွားလဲဒီအတွေးစားလဲဒီအတွေးတွေးတဲ့အတွေးကအေးစရာလားပူစရာလားဆိုတော့ပူစရာတွေးလို့စိတ်ပူသည်မတွေးရင်မပူဘူးထိမှုဟာဝင်လေထွက်လေလိုပဲဝင်လေထွက်လေအမြဲတမ်းမသေးမချင်းရှိနေတယ်လို့ပဲထိမှုကလည်းဘေးတည်းထိုင်နေတော့မရှိဘူးလားလမ်းသွားတော့လေအလုတ်လုတ်တော့လေတုံးလုံးလဲလေလျောင်းထိုင်ရသွားဣရိယာပုတ်၄ပါးလုံးမှာထိမှုကတော့မရှိဘူးလားတိမှုမရှိတာခက်သည်တိမှုကမပါဘူးမပါတော့လမ်းသွားနေတဲ့အခါမှာထိမှုရှိပါရဲ့နဲ့တိမှုမလိုက်တာဘာကြောင့်လို့ဆိုလမ်းသွားရင်နဲ့တွေ့နေတယ်စိတ်ကလမ်းသွားရင်နဲ့ဘာလုပ်နေတွေးနေတယ်တွေးတာဟာပူစရာဆိုရင်အဲ့ဒီစိတ်ပါဖြစ်မယ်စိတ်တွေပူလောင်ရင်ရုပ်တွေလည်းပူလောင်မှာပဲစိတ်အေးအောင်နေတတ်ဖို့ဘဝမှာအရေးအကြီးဆုံးပဲဒီထက်အရေးကြီးတာဘာမှမရှိဘူးအဲ့ဒါမသိရင်ပတ်စံရှိလဲစိတ်အေးအောင်နေလို့ယာတို့မြင့်လဲတောကကင်းအောင်နေလို့မမြဲတာကိုနားလဲပါနားလဲဖို့ဆိုရင်အဲ့ဒါလိုတယ်ဗျရှုပ်ထွေးနေတဲ့စိတ်ဟာ understanding power မရှိဘူးပိဿကြည့်လို့အတွေးတွေနဲ့ရှုပ်ထွေးနေတဲ့စိတ်ဟာနားလဲမှု power မရှိဘူးစိတ်ရဲ့ understanding power မြင့်တင်ဖို့ဆိုလို့ရှိရင်အတွေးတွေလျှော့ရမယ်။ဘာတွေလျှော့အတွေးတွေယော့သွားရင်စိတ်ကပေါ့သွားတယ်။ဒါဖြင့်စိတ်လေးနေတာဘာတွေကြောင့်
လေးတယ်ငါစိတ်တွေလေးတယ်ဒီစိတ်တွေညစ်တယ်ပူတယ်တဲ့ညီးနေကြစိတ်ပေါ့ကြောင်းစိတ်အေးကြောင်းစိတ်ကြည်ကြောင်းတရားပေးမယ်ဆိုတော့တကယ်မယူဘူးအဲ့တော့လက်တွေ့လှုပ်ကြည့်ပေါ့အခုထိုင်နေတော့ထိနေတာရှိဘူးလားထိုင်တော့ထိနေတာလေရှိတယ်မနေ့တော့ထိတယ်လားခုထိနေမနှက်ပြန်ကြမှာထိမှလားခုထိနေထိမှုနောက်ကတိမှုလိုက်အဲ့ထိတာလေးကိုစိတ်ကလေးလှမ်းပြီးတိလို့မရဘူးလားထိတာလေးကိုတိနေရင်စိတ်ကလေးကပစ္စုပန်မှာမနေဘူးလားပစ္စုပန်မှာနေတော့အတိတ်ကိုတွေးတာနဲမသွားဘူးလားအနာဂတ်ပြေးတာတွေနဲမသွားဘူးလားနဲသွားတယ်ပစ္စုပန်မှာနေတဲ့စိတ်ဟာအေးပါသည်ပစ္စုပန်မှာနေတဲ့စိတ်ဟာအေးပါသည်စိတ်ကလေးအေးခြင်းရင်ဘယ်မှာနေရမယ်အတိတ်မှာမနေနဲ့အတိတ်ကပူဇော်တွေကိုတွေးနေရင်အဲ့ဒီစိတ်ဟာအတိတ်မှာနေတာဗျအနာဂတ်ကိုတွေးပြီးတော့ပြန်လည်ပူပန်ဒုက္ခတွေရောက်နေရင်အဲ့ဒီစိတ်ဟာအနာဂတ်မှာမှန်ရလားပစ္စုပန်ထိမှုလေးတွေကိုရတဲ့လောက်ကြိုးစားအားထုတ်ရှုမှတ်တတိယတိုင်းရတိုင်းစိတ်တွေးတွေပြန်ကြည့်စိတ်ကအခုဘာတွေတွေးတယ်လဲဘသူအကြောင်းတွေးတယ်လဲဘယ်အကြောင်းအရာဘယ်ကိစ္စဘယ်အာယုံကဒီစိတ်ကိုကျိုးနဲ့တုတ်တလာရောက်ပြီးလွှမ်းမိုးရစ်ပတ်နှောင်ဖွဲ့ထားတယ်လဲအဲ့ဒီအတွေးတွေကမြင်ရလားဒီလိုတွေးတော့ဘယ်လိုခံစားချက်ဖြစ်တယ်လဲဟိုလိုတွေးတော့ဘယ်လိုခံစားချက်ဖြစ်တယ်လဲ we have to be mindful of our mind and thoughts စိတ်နဲ့အတွေးကိုသိနေပါဘာနဲ့ဘာကိုသိဘဝမှာပြဿနာခက်ခဲဆိုတာကတော့လူတိုင်းရှောင်လို့မလုပ်ဘူးအဲ့ဒါတွေကိုရင်ဆိုင်တဲ့အခါမှာတရားသိတဲ့သူတရားရှိတဲ့သူကအေးအေးလေးရင်ဆိုင်သွားတယ်တရားမသိတဲ့သူတရားမရှိတဲ့သူတော့ဗราမြေလူးသွားတာပဲအပူမျက်နှာသူ့မျက်နှာကြည့်လိုက်ရင်ကိုဘာဖြစ်နေပူနေတယ်သူစိတ်ကဘာဖြစ်လို့စိတ်ပူရင်ရုပ်တည်ပူတာပဲစိတ်အေးရင်ရုပ်လဲအေးတယ်စိတ်ငြိမ်ရင်ရုပ်လဲငြိမ်မယ်ဗျဒါကိုလူတိုင်းနားလဲသဘောပေါက်ဖို့ဟာဒီနေ့အရေးကြီးဆုံးပဲအဲ့ဒါနားလဲအောင်မလုပ်ကြလို့ပဲအိမ်တိုင်းဆူပွက်နေတာနေရာတိုင်းမှာမတရားမှုတွေများနေတာဘာကိုနားမလဲလို့စိတ်ကိုနားမလဲလို့စိတ်ကိုသိရင်ဒီစိတ်အတွေးတွေဟာလဲမြဲတာတွေ့မှလားမမြဲတာတွေ့မှာအတွေးလေးတစ်ခုကဖြစ်ပြီးဖြစ်ပေါ်ပြီးပြောင်းစိတ်ချမ်းသာမှုလေးကလည်းဖြစ်ပြီးဖြစ်တာပေါ်ပြီးဝမ်းနေတဲ့အတွေးလေးကလည်းတွေးပြီးတော့သိလိုက်ရင်ဖြစ်ပြီးမမြဲတာကိုနားလဲပါနားလဲဖို့ရာဉာဏ်ပညာလိုသည်နားလဲဖို့ဘာလိုလဲဉာဏ်ရှင်ဖို့ဟာတတိဝင်ဖို့လိုပါသည်တတိရှိမှပါရှင်တယ်ထေတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်း၏ဘဝမှာပူဇော်တောကတွေ့လေအဲ့ဒီလူကအာကိုလေးရှိသွားပြီတို့မှလက်ကင်တရားလေးရှိသွားပြီပြဿနာကိစ္စဖြစ်တာကစိတ်မချမ်းမြေ့စရာကြုံရတာကဘေးတကြီးအချိန်ပိုင်းလေးပါပြဿနာဖြစ်တာကအကြာကြီးမဟုတ်ဘူးခဏလေးဖြစ်လိုက်တာဒါပေမဲ့စိတ်ကအဲ့ဒါပြန်တွေးနေတာကတရက်နဲ့လည်းမပြီးဘူးနှစ်ရက်နဲ့လည်းမပြီးဘူးသွားတဲ့အချိန်လည်းဒါမေ့ထားလို့မရဘူးထမင်းစားချိန်လည်းမေ့ထားလို့မရဘူးညအိတ်ချိန်လူကတော့အိတ်ရတဲ့ရောက်နေပြီစိတ်ကမအိတ်ဘူးဘာလုံးနေတော့အိတ်ရတဲ့လည်းတွေးနေတယ်တွေးတာဟာအေးစရာဆိုတော်သေးရဲ့တွေးတာကပူစရာကြီးဆိုအိတ်မပြောခင်တစ်လျှောက်လုံးဘာဖြစ်နေစိတ်ပူရင်ရုပ်တွေလည်းပူတာပဲအဲ့ဒီအပူတယ်နဲ့သွားကြိုက်ရင်သူ့နှုတ်ကထွက်လာတဲ့စကားတွေကလည်းအေးတဲ့စကားတွေလားပူတဲ့စကားတွေလားလူတွေလေဒါတွေသတိပဋ္ဌာန်တရားကိုကျင့်သုံးပြီးတော့ကိုယ့်ဘာသာကိုစိတ်အေးချမ်းအောင်နေတတ်ရင်ကိုပတ်ဝန်းကျင်ကြီးကိုအေးချမ်းမှုဒါနတွေပြုပြီးသားဖြစ်သွားတယ်
လူတွေသူများကိုစိတ်ဆင်းအောင်လုပ်တယ်ဆိုတာကိုယ်စိတ်မချမ်းသာလို့ကိုယ်တရားလေးနဲ့ကိုယ်စိတ်ထဲမှာအေးချမ်းအောင်တိဆောက်ပြီးနေနိုင်တဲ့သူဟာသူ့ကိုယ်သူစိတ်ချမ်းသာအောင်နေတတ်မှာတော့သူများသူစိတ်ဆင်းအောင်လုပ်เสียလိုသေးလားသတိထားကြည့်ပါသူများကိုစိတ်ဆင်းရဲအောင်လုပ်မိပြောမိသွားတဲ့အချိန်မှာတည်တည်ချာချာသတိထားကြည့်ပါကိုယ်စိတ်ကဘာဖြစ်နေဆင်းရဲနေပြီကိုယ်စိတ်ဆင်းရဲလို့သူများကိုဆင်းရဲအောင်လုပ်ကြတာဒါကြောင့်လူတူးရင်မိမိစိတ်ကလေးမိမိဒီလိုတတိပဋ္ဌာန်တရားတွေကျင့်သုံးပြီးချမ်းသာအောင်ထားတတ်ဖို့မလိုဘူးလားအဲ့ဒါတွေနီလံပေးဖို့ဦးဇင်းတို့အခုရိတ်တာတီထောင်နေတာပါနော်အခုအစာဦးလေးတွေတော်တော်လေးတော့ပြီးနေပါပြီဓမ္မယုံကြီးကတော့လုံးပန်းရအောင်ပါဓမ္မယုံကသိန်း2000ကျော်လောက်ကုန်ပါအခုသိန်း50တူဖားကန့်ကပေါ်လာခဲ့တယ်အခုကချင်ပြည်နယ်ခရီးစဉ်နောက်မန်းမြို့စီကဖယားကန်းတာယာကပေါ်သွားပြီပြီးတော့ပတ်တေးခင်းဖို့တကလည်းပေါ်သွားပြီအခုတန်ပင်တွေဝယ်ထားပြီအဲ့ဒါကြီးဦးဇင်းတို့အခါမတိုင်ခင်များခုံပတ်မိနိုင်မလားလို့ကြိုးစားအထုတ်နေပါတယ်အဲ့ဒါကြီးပြီးသွားရင်ကလေးတွေလည်းငယ်ငယ်တဲ့အကြောင်းသူကျောင်းသားဘဝကလေးက how to practice to understand our mind မိမိစိတ်ကိုသိဖို့ရဘယ်လိုကျင့်မလဲဖျားသည်စိတ်ကိုသိမြင်နားလည်စေနိုင်မဲ့နိလန်းတွေဘယ်လိုပေးခဲ့တယ်လဲအဲ့ဒါတွေဘိသက်ကြီးတို့ငယ်ငယ်ကလေးကသိဖို့လိုတယ်ဒါကြောင့်ကလေးတွေစိတ်အေးအောင်သူတို့နေတတ်ပြီဆိုရင်ခင်ဗျားတို့လူကြီးတွေကိုနဘူးနဇာမတိုက်တော့ပါဘူးခုသူတို့နဘူးနဇာတိုက်ပြီးတော့မိဘတွေလည်းစိတ်ပူနေရတာဟာစိတ်ကိုမသိလို့ပဲမှားလားဘိသက်ကြီးစိတ်ကိုဒီလိုကျင့်စဉ်လေးတစ်ခုလက်ကင်ထားလိုက်ရင်ဘလောက်ပူစရာတွေ့အဲ့လိုဟာသူများလိုပူကြောမရှိဘူးပုထုဇဉ်ကိုမပူပဲမနေနိုင်ရင်ပူလိုက်တယ်ဒါပေမဲ့ပူစရာကိုစိတ်ကတွေးနေရင်စိတ်ကိုပြန်ကြည့်တဲ့အလေးအကျင့်လုပ်တဲ့သူကဟောပူနေပြီစိတ်ပူနေပြီစိတ်ပြန်ကြည့်လိုက်တော့စိတ်ကဘာဖြစ်နေဘာဖြစ်လို့ပူပါလိမ့်ဆိုတော့သေချာကြည့်လိုက်တော့ပူစရာတွေတွေးနေတာကိုလူများစွာဟာ they can stop their thoughts အတွေးတွေကိုရပ်လို့မရနိုင်အောင်ဖြစ်တယ်အဲ့တော့ဒီကျင့်စဉ်လေးရှိထားတဲ့သူကစိတ်တွေတိတ်ရှုပ်လာရင်အတွေးတွေတိတ်ပြားလာရင်အဲ့ဒါလေးကြိုးစားပြီးနေလိုက်တန်းသွားလဲမြန်မြန်မသွားတော့ဘူးသမင်းစားလဲကြပြားကြရာကြီးမစားတော့အဲ့လိုထိမှုနောက်ကတိမှုလေးတွေလိုက်နိုင်အောင်ဝိရိယလေးစိုက်တတိကရှုမှတ်ပြီးနေလိုက်ရင်သူစိတ်ကမကြာဘူးပိဿုပ္ပံမှာပြန်နေလာပိဿုပ္ပံမှာနေတဲ့စိတ်ကမအေးဘူးလားအတိတ်ကိုတွေးရင်မအေးပါတိတ်ကလည်းမအေးစရာတွေများတာကိုမှားလားပိဿကြီးအနာဂတ်ကိုပြေးပြီးတော့တွေးနေရင်မချမ်းသာပါပိဿုပ္ပံမှာနေတဲ့စိတ်ဟာချမ်းသာပါသည်အဲ့ဒါပိဿကြီးသူများလှုပ်ပေးလို့ရမလားဒါကြောင့်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကြည်လင်စေဖို့ဆိုရင်စိတ်ကလည်းဘာဖြစ်ကြည်လင်နေရမယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေအေးဖို့ဆိုရင်စိတ်ကလည်းအေးနေရမှာပိဿရုပ်မျက်နှာကြီးမညစ်ဖို့ဆိုရင်စိတ်ကလည်းမညစ်ပဲကြီးနေမှာစိတ်ကိုကြည်အောင်သူများထားပေးလို့ရမလားမရပါဘူးအဲ့ဒါနားလည်ကြအဲ့ဒါနားလည်ရင်ဒုဘဝမှာသာသနာနဲ့ကြုံတုံးလူဖြစ်တုံးတကယ်လို့ရမှာဘာလဲဆိုတာသိလာလိမ့်မယ်ဝိပဿနာမမြဲတာကိုနားလည်ပါအဲ့ဒါကိုနားလည်တာဝိပဿနာဘာပါလဲအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေစိတ်ကလေးကိုအေးအောင်ထားတတ်ရင်ပိုအသက်ရှည်မှာသိကြတယ်စိတ်ပူရင်ဒီရုပ်တရားကလည်းပူတယ်နှလုံးသားတွေလည်းပူတယ်ခဏခဏပူလောင်နေတဲ့မီးလောင်ခံနေရတဲ့နှလုံးသားဟာကျွမ်းမှာပေါ့အသက်တိုးမလားရှည်မလားဒါပဲအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကြည်အောင်စိတ်ကလေးကြည်အောင်ထားတဲ့နည်းတွေသင်ယူပါနာကြားပါလေ့ကျင့်ပါဟုတ်ပြီလားဥတုနဲ့ပတ်သက်လို့လည်းမိမိခန္ဓာကအေးတဲ့ဥတုမှာမျှတသလားပူတဲ့ဥတုမှာမျှတသလားဆိုတော့ကိုယ့်ကိုယ်ဆင်ခြင်ရတာပဲဦးဇင်းတို့ဆိုလို့ရှိရင်အလယ်ပိုင်းဇာတိဖြစ်တော့မကွေးတိုင်းပင်ဘူးစကုဆိုတော့ပူတယ်လေငယ်ငယ်တည်းကအပူဒဏ်ခံရတော့ပူဒဏ်ကိုခံနိုင်ရှိတယ်တိတ်အေးတဲ့အေးဒဏ်ဆိုခံနိုင်မရှိဘူးအဲ့တော့ဒီခန္ဓာဟာ
အေးနဲ့မတည့်တဲ့ခန္ဓာကိုအေးတဲ့နေရာကြာကြာထားရင် तू အသက်တိုးမလားရှည်မလားညံလေအသက်ပါဆောင်ဥစ္စာပါဆောင်ဒါပြောတာဥတုလေးကိုလည်းပြင်ပြီးတော့နေနိုင်ရတာအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှင်သန်ပြီးတော့နေဖို့ဆိုရင်အာဟာရလည်းကိုယ်နဲ့တဲ့တာမတဲ့တာညံနဲ့ရွေးချယ်စားတော့တတ်ဖို့မလိုဘူးလားဒီခန္ဓာကြီးဘိုင်းကနေလဲမသွားတာအဲ့ဒီအကြောင်းလေးပါထောက်ပံ့ထားလို့တဲ့နေကြည့်လိုက်ပါလားစာမစားပဲဒီနေ့နေတော့မလဲနိုင်ဘူးလားဘိုင်းကနေလဲသွားပါဒါဖြစ်ရင်ဒီခန္ဓာကြီးတောင့်တင်းနေတာငါဆိုတဲ့အတ္တကြောင့်လားဒီအကြောင်းတရားတွေကြောင့်လားကံရဲ့စိတ်ရဲ့ဥရုရဲ့အာဟာရရဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်နေတဲ့ရုပ်ခန္ဓာဟာအကြောင်းတရားချုပ်ရင်ချုပ်မှာပဲချုပ်မှာပဲဟုတ်ပြီလားပြည်သက်ကြီးတတ်နိုင်တဲ့လောက်တော့ကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားဖို့ဝိပဿနာအားထုတ်ဖို့ရာဒီခန္ဓာကျမ်းမာရေးကောင်းအောင်ကတော့အဲ့၄မျိုးကိုပြုပြင်နေရတာကံလည်းဆင့်မှာမွေးနေမှာပါဆင့်စိတ်ဓာတ်ကိုလည်းအေးချမ်းအောင်တတိပဋ္ဌာန်တရားနဲ့ပြုပြင်နေထိုင်တတ်ရင်အသက်မရှိနိုင်ဘူးလားဥတုလည်းဉာဏ်နဲ့ရွေးချယ်ပြီးတော့ခန္ဓာနဲ့တင့်တော်မြတ်တာအောင်ထားတဲ့ရင်ဒီခန္ဓာရှိကြီးကြာကြာနေမှာပေါ့ဘလောက်ထားနောက်ဆုံးတော့မွေလာပြီးရင်ဖြစ်လာပြီးရင်သင်္ခါရကံစိတ်ဥဟာကြောင့်လေပြတို့ပေါင်းကပြုမှဖြစ်ပွားရာသည့်ဒီဘုမကယုံနံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဥပ္ပါဒဝယဓမ္မိနောဖြစ်လျင်ပြတ်သုံးချုပ်ဆုံးရခြင်းသဘောရှိကြလေကုန်စွာတကားဥပ္ပိစိတ်တဝါအကြောင်းညီညွတ်တဲ့အခါမှာဖြစ်ပေါ်လာပြီး၍နိရောဇံဒီအကြောင်းတရားတွေကုံဆုံးသွားတဲ့အခါချုပ်ပြောက်ပျက်ဆုံးပျက်စီးဆုံးရှုံးရသဘောရှိကြလေကုန်၏ဒေသံတော်ယုံနာနှစ်သိန်းဖြစ်ချင်းပြက်ချင်းတို့ဤဝုပသမောချုပ်ရငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ငြိမ်းတတ်ကြည်သည်ကဒုက္ခချမ်းသာတကားရုထဲချမ်းသာဆုံးကြီးစဉ်စစ်အမှန်ပဲဖြစ်ပါပေတော်တည်းအဲ့တော့ဒီယုတ်တရားကြီးမမရက်နေသေးတာဟာပိဋကကြီးငါရက်ချင်လို့တကယ်ရက်နေတာဟုတ်ရဲ့လားကြောင်းတရားတွေရှိလို့ကျိုးတရားဖြစ်နေတာဗျဒါဖြင့်ဒီယုတ်ကိုငါပိုင်မပိုင်ပါဘူးပိဋကကြီးအတိတ်ကုသိုလ်ကံကမင်းသေတော့ဆိုသေလိုက်ရတာပဲတော်ပြီမင်းလူဘဝသက်50ပဲနေဆိုတစိတ်ခတ်လိုက်ပြီးတော့မွေးလာကြတဲ့ပိဋကကြီးမရဏတစိတ်ကခတ်လိုက်ပြီးသားမမြဲတာကိုနားလဲပါနားလဲဖို့ရာတိညာလိုတယ်ဘာလို့လဲအတိညာရှင်ဖို့ရာတတိရှိဖို့လိုပါသည်တတိရှိရင်ဉာဏ်ရှင်တယ်တတိရှိရင်ဉာဏ်ရှင်ရင်အဲ့ဒါကိုနားလဲတယ်နားလဲရင်လက်စုပ်ကလေးတွေလျှော့လို့ရတယ်ငါအမေငါအဖေဆိုတဲ့အစွဲတွေရော့မယ်ငါသားငါသမီးငါပစ္စည်းငါယာရုငါအာနာဆိုတဲ့အစွဲတွေရော့မယ်လက်စုပ်တင်းရင်တော့အပူပြင်းမှာပဲဘသူဖြစ်ဖြစ်တရားကတရားပဲမှားရလားပြိတ္တကြီးအဲ့တော့ဒီခန္ဓာကြီးကတကယ်တော့ငါပိုင်တာပဲမှာဟုတ်လို့လေရုပ်တရားလည်းငါမပိုင်ဘူးခုနအကြောင်းတရားတွေကပိုင်တာကံကဖြတ်လိုက်တာနဲ့သွားပြီးတော့ခွဲတော့ဟုတ်ပြီလားပြိတ္တကြီးစိတ်ဓာတ်တွေကျသွားတာနဲ့ရုပ်ကလည်းပုံကျသွားနိုင်တယ်ဥတုပြင်းတာနဲ့ပြိတ္တကြီးတို့သိနိုင်တယ်ဥတုဇယုတ်ဒီယုတ်ဥတုကပိုင်ထားတာဒါကိုငါဟာလုံနေတော့လက်စုပ်တင်းရင်ဒီခန္ဓာတကယ်တော့ကိုပိုင်ရလားပိုင်ပါဘူးအေးလွန်သွားတဲ့အခါတက်ကြီးတဲ့သူတွေကြက်ပြီးသေတတ်တာပဲအပူလွန်လို့ရင်လည်းပြည့်တဲ့ကြီးမခံနိုင်မှုယုတ်ကအဲ့တော့ကိုတကယ်ပိုင်ရလားမမြဲတာကိုနားလဲပါနားလဲရင်စိတ်ပူရာသက်သာမယ်ဗျမှားရလားပြည့်တဲ့ကြီး
ကြောင့်တရား၄ပါးပိုင်တာပါခုချက်ချင်းအစားမှကြည့်ပါလားတွေတို့ရှိတဲ့သူတွေအုံတို့ခေါက်ဆွဲဆိုင်သိသွားတာမနေဘူးပဲအာဟာရကပိုင်တာငါတကယ်မပိုင်ဘူးစိတ်ကောပိုင်ရလားပိုင်ဖို့ပိတ်တတ်ကြည့်လို့ငါမြင်နေဆိုငါမြင်နေဆိုငါပဲထင်နေတာပါမြဲတယ်လို့ထင်ကြသည်လက်ဆုပ်တင်လို့ပါပြင်းသည်ဒါကိုသဘောပေါက်ကြဥပမာမြင်စိတ်ကလေးတစ်ခုမြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရမျက်စိအကြည်ဓာတ်ကောင်းဖို့မလိုဘူးလားလိုတယ်မြင်စရာအာယုံရောရှိဖို့မလိုဘူးလားဟုတ်ပြီမျက်စိအကြည်ဓာတ်ကောင်းတယ်မြင်စရာရှိတယ်ဒါပေမဲ့မီးတွေပြတ်သွားကြည့်ပါလားအလင်းရောင်ရှိဖို့မလိုဘူးလားဟောမြင်စရာတော့ရှိတယ်မျက်စိရဲ့ကြည်ဓာတ်မကောင်းမျက်လုံးကန်းနေမြင်မလားမြင်စရာရှိလျက်မမြင်တာလားမရှိလို့မမြင်တာလားမြင်စရာကရှိတယ်မျက်စိကြည်ဟုတ်ကအကောင်ချွတ်ရွေးနေတယ်ကံကြောင့်ပေးတဲ့ရုပ်ကရပ်သွားရင်မျက်စိကန်းတာပဲဟုတ်ပြီလားပြေသက်ကြီးအဲ့ဒါဆိုရင်မြင်ရသေးလားမြင်စရာရှိတယ်ဒီမှာမြင်မျက်စိကြည်ကိုချွတ်ရွေးသွားတယ်အဲ့တော့မြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရာမျက်စိအကြည်လည်းကောင်းရတယ်မြင်စရာလည်းရှိရတယ်အလင်းရောင်လည်းစိတ်နှလုံးသွင်းမှုလည်းရှိရတယ်သတိမပြုမိရင်ပေးတဲ့ကြီးလမ်းမှာတွေ့ရတဲ့တငယ်ချင်းဟိုဘက်ကလမ်းတွေ့လာနေကွက်ဒီဘက်ကနေသွားနေတယ်ကိုယ်တွေးတွေနဲ့ကိုသွားနေတယ်အာယုံမပြုမိဘူးမမြင်မအောင်မမြင်ဘူးကိုယ်အာယုံကိုယ်တွေးနဲ့ကိုသွားနေတာကိုတွေ့လျက်မမြင်တာလားပေးတဲ့ကြီးလာနေတာကြီးရှိလျက်ကိုမမြင်တာနှလုံးမသွင်းမိလို့အဲ့တော့မြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရာအကြောင်း၄မျိုးရှိရတယ်မျက်စိကြည်ဟုတ်ရဲ့မြင်စရာယူပါယုံရဲ့အလောကအယောင်လင်းရဲ့မနတိကာရနှလုံးသွင်းမှုရဲ့ဒါဖြင့်မြင်စိတ်ဟာငါပိုင်တာဟုတ်ရလားအကြောင်းတရားတွေကပိုင်ကြသည်မျက်စိကြည်ဟုတ်ဖောက်ပြန်သွားရင်လည်းမြင်စရာရှိမှမမြင်ဘူးသူပိုင်တာကိုသူချွတ်ယွင်းသွားရင်ပေးတဲ့ကြီးကိုအကျိုးလဲချုပ်တာအကြောင်းချုပ်ရင်အကျိုးလဲမမြဲတာကိုဒါပေမဲ့ငါမြင်တာလို့ထင်ကြသည်ကဲငါကိုယ်တိုင်မြင်လိုက်တာပါတဲ့တကယ်ကိုပဲစွဲနေတာလက်စုပ်တင်းရင်တကယ်တော့အကြောင်းရှိလို့ဘာတွေဖြစ်နေအကြောင်းချုပ်ရင်သဗ္ဗေလုံးစုံကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဩဖြစ်ပြီးပြတ်သွားတယ်လို့မမြဲကြကုန်စွာတကားဣတိဤကဲ့သို့ယထာကျင်္ခါကာလမှာပတ္တတိဝိပဿနာဉာဏ်ပညာဖြင့်ကောင်းစွာထင်ထင်သိမြင်လိုက်ပါပေ၏အထထောကဲ့သို့ယုတ်တရားနံတရားတို့ရဲ့ဖြစ်ပြီးပြတ်သွားလို့မတည်မြဲခြင်းကိုသဘောပေါက်နားလည်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နှိမ့်ဆက်နေတဲ့ယုတ်နံဒုက္ခသစ္စာတရားပေါ်၌နိဗ္ဗိန္ဒတိဉာဏ်ကညီငွေလာသည်ဘာကညီငွေလာတယ်နိဗ္ဗိန္ဒတိညီငွေလာတယ်ဧတဧသောအဲ့ဒီလိုယုတ်နံနှစ်သိင်းဖြစ်ခြင်းပြည့်ခြင်းကိုကောင်းစွာထင်ထင်ကျိန်ပန်များစွာသိမြင်လာတဲ့အတွက်ကြောင့်ညီငွေလာခြင်းသည်ဝိသုဒ္ဓိယကိလေသာစင်ကြယ်တဲ့နိဗ္ဗာန်ချမ်းသာ၏မေကိုရာကြောင်းရောက်ကြောင်းအကျင့်ကောင်းလမ်းကောင်းကြီးဖြစ်ပါပေတယ်လို့သထာနလူတို့ဆရာဘုရားရှင်သည်ကထေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေသတည်းအဲ့ဒီယုတ်တရားတန်တရားတွေမတည်မြဲပုံကိုဝိပဿနာဉာဏ်နဲ့တကယ်သိမြင်လာရင်တဲ့ပေတတ်ကြီးတို့နိဗ္ဗိတတိညီငွေလာလိမ့်မယ်။ခင်ဗျားတို့တို့ယုတ်နံခန္ဓာပစ္စည်းဥစ္စာယာတုအာနာတွေပေါ်ငါပိုင်တယ်လို့ဟုတ်ထင်ပြီးလက်ဆုပ်တင်းနေတာဟာဘာကိုနားမလည်လို့မမြဲတာကိုနားလဲပါအဲ့ဒါကိုနားမလဲရင်စွဲတွေထူလာလိမ့်မယ်ငါဟာလို့ပစ္စည်းကိုသိမ့်ပိုက်ထားရင်အဲ့ဒီပစ္စည်းလေးပျက်စီးသွားတာနဲ့ငါယင်လဲပူပြီဘာကိုမသိလို့ဘာကိုနားမလဲလို့
နာလေသိမီဝိပဿနာအာမထုတ်ရင်တော့ပိဋကကြီးတို့ရေနားလည်ဖို့ရမဖြစ်နိုင်ပါဘူးတကယ်တမ်းပြောရရဲ့အနိစ္စဒုက္ခအနတ္တဆိုတာပရိစိတ်တွေကိုနဲ့ပိဋကကြီးတကယ်မမြင်ဘူးဒါကြောင့်အခွင့်တာတုံးကြုံကြိုက်တုံးမှာဝိပဿနာအလုပ်အားထုတ်ကြရမှာအဲ့ဒီကြမှာစိတ်ကလေးကိုမငြိမ်တဲ့စိတ်ကိုတွေ့ပါပြီလမ်းသွားရင်လည်းတွေ့နေတယ်သမင်းစားရင်လည်းတွေ့နေတယ်ဆေးရောင်ရင်လည်းတွေ့နေတာလည်းမသိအဲ့တော့ပူဇာဆိုလူတွေကပူနေတာအဲ့ဒါပဲဒါကိုနားမလဲတော့ဘသူကြောင့်ဘယ်ဝါကြောင့်နင်းကြောင့်ငါစိတ်ပူဟာရှုပ်ကွာနေလက်ညိုးတွေထိုးပြီးပြဿနာတွေကမဆုံးတော့ဘူးမမြဲတာကိုနားလဲပါနားလဲရင်ပြဿနာတွေအလုံးအေးနိုင်သည်ဝိပဿနာဟာပြဿနာရဲ့အခြေအမြစ်ကိုရှင်းတာပိဋကကြည့်လို့လူတွေလောကမှာဒီနေ့ပြဿနာဖြစ်နေတာအိမ်ထဲကစတနိုင်ငံလုံးတကဘာလုံးပြဿနာတွေဖြစ်နေတာအတ္တကြောင့်ဘာကြောင့်လို့ငါဟာဆိုတဲ့အစွဲတွေကြောင့်ပြဿနာများသည်မှန်လားပိဋကကြီးသူတွေရေးကြည့်တယ်တွေးကြည့်ပါဆိုတဲ့ရေးထားတဲ့စာအုပ်ထဲမှာပါပါတယ်အတ္တဆိုတဲ့ခေါင်းစဉ်နဲ့အလုံးကိုငါနဲ့တူအောင်လုပ်ချင်လို့ဒုက္ခတွေများနေတယ်အလုံးကိုငါဟာဖြစ်အောင်လုပ်ချင်လို့ပြိပက္ခတွေတိုးနေတယ်ငါနဲ့မတူတဲ့သူမှန်သမျှငါယံသူလို့သဘောထားနေလို့ပြဿနာတွေပွားနေတယ်တလောကလုံးမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရဲ့တစ်ခုတည်းသောအကြောင်းရင်းကငါဆိုတဲ့အတ္တပါပဲဝိပဿနာကအဲ့အတ္တကိုဖြူချငါဆိုတာဘယ်မှာရှိလို့လဲတွေးစိတ်ကလေးတစ်ခုဖြစ်ပေါ်လာသည်အတိညာနဲ့တတိနဲ့ရှင်တဲ့စိတ်ကလေးကတိလိုက်သည်တိလိုက်တော့တွေးစိတ်ကလေးမြဲတာတွေ့သလားပျောက်သွားတာတွေ့သလားဝမ်းသာတဲ့စိတ်တွေဖြစ်လာသည်ပြေလေတာတွေနဲ့ကြုံတော့ဝမ်းသာတဲ့စိတ်ကလေးမဖြစ်ဘူးလားဒုက္ခံဝဝေဒနံဝေရမာနောဒုက္ခံဝေဒနံဝေရမေတိပသနာတိဝမ်းသာတဲ့ခံစားမှုတွေဖြစ်လာရင်အဲ့ဒါကိုသိလိုက်တော့ဝမ်းသာတဲ့စိတ်ကလေးကလည်းမြဲတာတွေ့သလားပြတ်သွားတာပဲတွေ့သလားဖြစ်ပြီးရင်ပေါ်လာပြီးရင်မမြဲတာကိုနားလဲပါဝမ်းသာတာလည်းမမြဲဝမ်းနေတာလည်းတပ္ပိသင်္ခါရအနိစ္စသဗ္ဗေလုံးစုံကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စမမြဲကြလီကုန်စွာတကားဣတိဤကဲ့သို့ယရာခြင်းခါကာလမပတ္တတိဝိပဿနာဉာဏ်ပညာဖြင့်ကောင်းစွာထင်ထင်ကိုယ်တိုင်သိမြင်လာပါ၏အထထောကဲ့သို့ယုတ်နံနှစ်သိရဲ့ဖြစ်ခြင်းပြည့်ခြင်းကိုကောင်းစွာထင်ထင်သိမြင်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နဲ့နှိမ့်ဆက်နေတဲ့ယုတ်နံဒုက္ခသစ္စာတရားပေါ်၌နေဗိဒတိယင့်တန်လာတဲ့ဉာဏ်ကညီးငွေလာမယ်ဧတဧသောအဲ့ဒီလိုယုတ်နံဒုက္ခသစ္စာတရားပေါ်မှာညီးငွေလာခြင်းသည်ဝိသုဒ္ဓိယအခုဗုဒ္ဓဘာသာဝင်တွေဆူတောင်းနေတဲ့နိဗ္ဗာန်တပေစယောဟောတုလို့ဆူတောင်းနေတဲ့နိဗ္ဗာန်ချမ်းသာတရားဤမေကောရရာကြောင့်လမ်းကောင်းလမ်းမှန်ကြီးဖြစ်ပါပေတယ်လို့တတ္ထာနလူရဆရာဘုရားရှင်သည်အဝေါသကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေတည်းမမြဲတာကိုနားလဲပါနားလဲဖို့ဉာဏ်လိုသည်ဘာလို့လဲအဲ့ဒီဉာဏ်ဟာစာဥတီတွေကမရနိုင်ဘူးမရနိုင်ဘူးတကယ်အနိစ္စလက္ခဏာကိုမြင်နိုင်တဲ့ဉာဏ်ဟာပိဋကကြီးတည်ငြိမ်တဲ့စိတ်တမာတိရှိတဲ့စိတ်ပေါ်မှာတည်ဆောက်ထားတဲ့ဝိပဿနာဉာဏ်နဲ့မှမြင်နိုင်တယ်တဲ့။ကိုင်းအဲ့တော့ပိဋကကြီးတကယ်နားလည်ဖို့ရဘာအားထုတ်ရမှာဝိပဿနာအားထုတ်ရပါလူငယ်တွေစိုးစိုးစီးစီးဒါကိုသိသိချင်းတယ်။ဦးဇင်းတို့တရားစခန်းမှာခက်ကြမ်းကြမ်းကြီးမလုပ်ပါဘူး။အဲ့လိုစနာယူဝက်ကစားထိုင်တယ်။နာယူဝက်ကို15မိနစ်လောက်ကပြောပေးပေးတာခွေဖွင့်ပြီးတော့နာရင်းနာနဲ့ထိုင်တာ။နော်။ပြီးရင်ဇဉ္ညာလေးထားလျှောက်ဇဉ္ညာလျှောက်တဲ့အခါမှာခြေလမ်းလေးတစ်ချက်ချတော့ထိမှုလေးမပေါ်ဘူးလား။ထိတိသတိ
နှလုံးစိတ်ဝမ်းငြိမ်းချမ်းဤပထမမငြိမ်တဲ့စိတ်တွေးတွေနဲ့ရှုပ်နေတဲ့စိတ်ကလေးကိုပစ္စုပန်မှာငြိမ်တော့တမာရီကိုထူထောင်ရတယ်အဲ့ဒီအတွေးတွေတိတ်ပြီးပစ္စုပန်မှာစိတ်ကလေးငြိမ်သက်လာပြီဆိုရင်အတိတ်အကြောင်းလည်းမရောက်တော့ဝနာကစီလည်းမပြန့်တော့ဘူးဆိုရင်စိတ်ကငြိမ်လာအငြိမ်နေတဲ့တမာရီနဲ့ရှင်တဲ့စိတ်မှာတွဲပြီးဖြစ်လာတဲ့ဉာဏ်ပညာကအတွေးကြည့်ကြည့်ရုပ်ကြည့်ကြည့်နာမ်ကြည့်ကြည့်ထွင်းဖောက်ကြည့်တဲ့အခါတဗ္ဗေသင်္ခါရအနိစ္စဖြစ်လာပြီးရင်မွေးလာပြီးရင်မမြဲတာကိုအဲ့ဒီကြမှာတကယ်နားလည်ပါငယ်ငယ်ရွယ်နဲ့နားလည်သွားရင်ပိဋကကြည့်လို့ငယ်ငယ်ရွယ်နဲ့အပူမတက်တာဟုတ်လားအမြင်မှားလို့ပူရသည်အမြင်မှန်ရင်အေးပါမည်ဟုတ်ပြီလားဒါကြောင့်ငယ်ငယ်ကျောင်းသူကျောင်းသားတွေအတွက်ကျောင်းပိတ်ရတယ်မှာဓမ္မသင်တန်းတွေလက်တွေ့ကြကြပို့ချပေးဖို့စိတ်ကူးရည်ရွယ်ချက်တွေရှိတယ်ဓမ္မယုံကြီးကိုင်းလုံအပ်ပေးလိုက်ကြပါဦးအဲ့တော့ဦးစင်းစိတ်ကူးကတော့အခုလှုပ်လို့ရတယ်လို့လှုပ်ပြီးတော့ခုံပတ်မိပြီဆိုရင်လုံအပ်ပေးဖွဲ့တယ်နဲ့အဲ့ထဲမှာရေတွေဖိုးမယ်ကြောက်တွေဖိုးမယ်ပြီးရင်ရေလောက်ရေလေးဖြန်းလိုက်ပြီးဆောင်းလိုက်အဲ့ဒီလိုမျိုးအခါမီအောင်တော့ကြိုးစားနေပါတယ်အဲ့ဒါမှအများစုပေါင်းတရားအထုတ်လို့ရမှာအခုတော့ကြောက်ဖူးတဲ့သူတွေသိတဲ့အတိုင်းပဲဆွမ်းသားကြောင်းဇရကလေးကနှစ်ဖွဲ့သုံးဖွဲ့လောက်ထိုင်လိုက်ပြည့်သွားတာကလေးတွေကိုတရားစခန်းဓမ္မသင်တန်းလှုပ်ပေးခြင်းတာအဲ့နေရာနည်းနည်းခက်တယ်လို့လူငယ်တွေအတွက်ပိုအရေးကြီးနေပြီလူငယ်တွေကိုစိုးစိုးစီးစီးမိဘတွေကလည်းဉာဏ်အမျှော်အမြင်ကြီးကြီးနဲ့ဗုဒ္ဓတရားတော်တွေနဲ့နီးအောင်လမ်းမညွှန်နိုင်ရင်တန်ဃာတော်များဆရာများကလည်းပဲဒီလူငယ်တွေရဲ့အည်ချင်းတွေကိုကောင်းမွန်တဲ့ဘက်ရောက်အောင်လမ်းတဲ့မပေးနိုင်ရင်ဘီယာဆိုင်တွေများလာပြီအရက်ဆိုင်တွေပေါ်လာပြီတတိတပက်တရားဆိုတာပဲလက်ဖိတ်တစ်ခွက်ဘယ်လောက်တော့လက်ဖိတ်တစ်ခွက်က200ရန်တစ်ပက်ကဘယ်လောက်ဆိုဒီဘုန်းကြီးတော်စတ်စုတယ်လုံးမနေနဲ့ဓမ္မဂတိကဆိုတာစတ်စုရတာပဲဩခင်ဗျားတို့ကိုတတိပေးဖို့လူငယ်တွေကအမြင်မှန်ရှိစေခြင်းသည်မိသားစုတွေရက်ွက်တွေမန္တလေးမြို့ကြီးတွေမြမပြည်ကြီးတွေသားကောင်းယရဏသမီးကောင်းယရဏတွေဖြစ်စေခြင်းသည်တရားနဲ့နီးမှဖြစ်လာမင်းမှားရဲ့လားဒီတရားတွေနဲ့ဝေးလို့ကတော့ငါဆိုတဲ့အတ္တတွေကထူတဲ့ထူငါအတွက်ဆိုရင်ငါဘာမဆိုလုံရဲသည်ဆိုတဲ့စိတ်ရိုင်းတွေဝင်ကြမည်အဲ့ကြတော့ရာဇဝမှုဒုစရိုက်မှုတွေများရောပေါ့အဲ့ဒီပတ်ဝန်းကျင်ကြီးစုပွဲရောပေါ့ There's no true peace without practicing the teachings of the Buddha မြတ်ဗုဒ္ဓရဲ့ဒီဝိပဿနာတရားအဆုံးအမတွေကိုလက်တွေ့လိုက်နာကျင့်ကြံခြင်းမရှိပဲစင်မှန်တဲ့ငြိမ်းချမ်းရေးလည်းမရှိနိုင်ပါရှိနိုင်မလားလူစိတ်တွေငြိမ်းချမ်းရင်လူလောကကြီးလည်းငြိမ်းချမ်းတာပါလူစိတ်တွေပူလောင်ရင်လူလောကကြီးလည်းအပူလောကကြီးဖြစ်ပါလိမ့်မည်မှန်ရဲ့လားဗုဒ္ဓတရားတော်တွေကလောကငြိမ်းချမ်းရေးဆိုတာဒါမမြဲတာကိုနားလဲပါဖြစ်လာပြီးရင်ပြရသည်မွေးလာပြီးရင်တွေ့ဆုံပြီးရင်ခွဲရသည်မှန်ရဲ့လားနုပြိုခြင်းဟာဘယ်မှာဆုံးအိုမင်းခြင်းမှာဆုံးသည်မှန်ရဲ့လားကျမ်းမာခြင်းဟာဘယ်မှာဆုံးရှားနာခြင်းမှာဆုံးလိမ့်မည်အသက်ရှင်ခြင်းဟာဘယ်မှာဆုံးဖယားတော်ရှောင်လို့လွတ်သလားမလွတ်ဘူးဇရာဓမ္မတုတ်ဆိုတာရှိတယ်အဲ့တော့မြတ်စွာဘုရားသာဝတိပြည်ကပုဗ္ဗာယုံကျောင်းမကြီးဝိတာခာ၆လို့လူဒန်းထားတဲ့ပုဗ္ဗာယုံကျောင်းတွေကဝိတာခာရဲ့ပြတ်တတ်ကျောင်းမှာသတင်းသုံးနေတဲ့ချိန်ပေါ့ပြတ်တတ်ကျောင်းမှာသတင်းသုံးညနေခင်းလေးတစ်ခုမှာနေကြီး
နွေနွေညနေခင်းနေကြည်လေးရတဲ့အနောက်ကနေထိုးကြဗုဒ္ဓမြတ်စွာကျောင်းပေါ်ကနေဆင်းလာပြီးတော့မှအရှိအယတ်တို့မျက်နှာမူရှေ့ရမျက်နှာမူပြီးတော့ကျောင်းကြီးရဲ့ရှေ့မှာအဲ့နေကြီးညနေခင်းနေကြီးလေးထိုးကြနေတဲ့အချိန်ရှေ့ဘက်မျက်နှာကိုကျောဝသင်္ကန်းကိုအသာလေးချနေစာလှုံတာဘုရားဘာလှုံတော့အဲ့ဒီအချိန်မှာညီတော်အာနန္ဒာကမြတ်စွာဘုရားနဲ့ချင်းကပ်လာပြီးတော့မှဗုဒ္ဓရဲ့အဲ့ခန္ဓာကိုယ်ကိုဆုပ်နေပြီးတော့ပြုစုပါတယ်။ဦးမင်းမိပေါ့အဲ့ဒီချိန်မှာဗုဒ္ဓသင်္ကန်းတော်လေးပခုံးကနေရှော့ချပြီးနေစာလုံနေတုံးမှာခြေစုပ်လက်နဲ့ပြုတ်ပေးရင်းနဲ့ညီတော်အာနန္ဒာမျက်လုံးပြူရှာသည်အံ့ဩခြင်းများစွာနဲ့ဘယ်လိုလျှောက်ကြလဲဆိုတော့ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားဣသရိယံအံ့ဩဖို့ကောင်းပါ၏ဘုရားအဘုဒ္ဓမဖြစ်ဘူးမြတ်ထိုးကဲလာပါ၏မြတ်စွာဘုရားဘဂဝါတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသဝိဝန္နောအယေအရှင်ဒေနပရိသုဒ္ဓောအရင်တုန်းကလိုမစင်ကြယ်တော့ပြီဘုရားနာပရိယောဓာတော်အရင်တုန်းကလိုမတောက်ပါတော့ပြီမြတ်စွာဘုရားဗုဒ္ဓရဲ့အရေးတော်တွေညှိုးနေတာဘူးအရင်တော့ကလိုဖြူစင်တောက်ပမှုမရှိတာဘူးအံ့ဩနေတဲ့ညီတော်အာနန္ဒာမတူပါလေနာပရိယောဓာတော်ရင်တုန်းကလိုဖြူစင်တောက်ပမှုမရှိတော့ပြီဖေဟာဣသရိယံအံ့ဩဖို့ကောင်းလိုက်တာဘဂဝါတော်မြတ်စွာဘုရားရှင်ဤတပ္ပန္တိလုံးစုံကုန်သောဂတ္တဏိခန္ဓာကိုယ်တော်တွေကလည်းသိထိလာနိရောရဲရဲဖြစ်လာပြီလဲအိုကြီးနဲ့တူလာသည်အိုလာရင်ဘာနဲ့တူတော့တပ္ပန္တိလုံးစုံကုန်သောဂတ္တဏိမြတ်စွာဘုရားရှင်ဤခန္ဓာကိုယ်တို့သည်သိထိလာနိရောရောရဲရဲဖြစ်ကုန်ကြပါပြီဖျားဝလိယဇာတဏိအယေရီတွန်းလိမ့်လာပါပြီဖျားအိုမင်းလာပြီဇရာနှိမ့်သက်သည်လှပတဲ့ဖြူစင်တဲ့ဝင်းဝါတဲ့တင်းတင်းရဲရဲရှိတဲ့ဒီရုပ်ရည်ကိုဇရာကဝါမျိုးသည်ဖျားတော်လွတ်ရဲ့လားဝလိယဇာတဏိအယေရီတွန်းလိမ့်လာပြီဖျားဘဂဝါတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဤကာယောသခန္ဓာကိုယ်ကလည်းပဲပုရတော်ရှိသူပပရောကိုင်းနေပြီဖျားခန္ဓာကိုယ်လည်းရှိနေနေကိုင်းနေပြီဖျားဣန္ဒြိယနာစကုသောတခန္ဓာစိန်ဝကာယစတဲ့ဣန္ဒြေတို့၏အညထတံအရင်တုန်းကနဲ့မတူပဲဖောက်ပြန်ပြောင်းလဲနေတဲ့ဖြစ်သည့်ဒိဋ္ဌိထင်ရှားနေပြီဖျားဖျားဥရာဟုညီတော်အာနန္ဒာအံ့ဩနေတယ်။ဩဖျားဆိုရင်ငါတို့လိုအိုမာမဟုတ်ဘူးလို့ထင်နေပုံရပါတယ်။မွေးလာရင်သေရမယ်မသေးခင်အိုကြသည်။အိုလာရင်နာမှာပဲလဲအိုကြီး။မှန်လားပိဋကကြီး။နှုတ်ပြိုခြင်းဟာဘယ်မှာဆုံးမယ်။အိုမင်းခြင်းမှာဆုံးလိမ့်မယ်။အသက်ရှည်ခြင်းဟာဘယ်မှာဆုံးမယ်။တည်ခြင်းမှာဆုံးမယ်တဲ့တည်တာတော့ဘယ်သူမှမလွတ်ဘူးပါရလားပိဋကကြီးအိုရာကိုလွတ်ရဲ့လားအေးတည်တော့တည်ကြတာကြီးပေါ့တည်ပုံတော့မတူဘူးတည်ပုံတူရဲ့လားတချို့ကပြုံးတည်တယ်တချို့ကမဲ့တည်တယ်တချို့ကဝိပဿနာအထုတ်ထားလို့အာဟုလေးရှိတဲ့သူကတေဂန်ဒီနှိမ့်ဆက်တဲ့ရုပ်ဖောက်ပြန်နှိမ့်ဆက်တဲ့ယောဂဝေဒနာကိုသူအထုတ်နေကြတရားလေးနဲ့လှုပ်ရှားနေတဲ့စိတ်ကိုတီးပြီးတော့စိတ်ကိုငြိမ်အောင်တမာရိထူတောင်တိဆောက်ပြီးမှအဲ့ဒီရုပ်ဖောက်ပြန်နှိမ့်ဆက်လို့စိတ်မှာခံစားတဲ့ဒုက္ခဝေဒနာဘာဝေဒနာဒုက္ခဝေဒနာဆင်းရဲတဲ့ခံစားမှုကိုဝိရိယမာနောဝခံစားသည်ရှိတော်လည်းပဲဝခံစားတုံခံစားစေခံစားကြိုက်မှာဒုက္ခဝေဒနာဆင်းရဲတဲ့ခံစားမှုကိုဝိရိယမိတိခ
ခံစားနေဤဟု၍ပါဇာနာတိစိတ်ထဲပြန်ကြည့်သိနေပါဘယ်ထဲပြန်ကြည့်ဝမ်းနေတဲ့စိတ်တွေဖြစ်ရင်သိပါဆင်းရဲတဲ့စိတ်တွေဖြစ်ရင်လည်းသိပါဝမ်းသာတဲ့စိတ်တွေဖြစ်ရင်သိပါပျော်တဲ့စိတ်တွေဖြစ်ရင်လည်းသိပါသိလိုက်ရင်မြဲတာလားမမြဲတာလားတဗ္ဗေသင်္ခါရအနိစ္စဩဖြစ်လာသမျှပြည့်ရတယ်ဖြစ်ပြီးပြည့်လို့မမြဲတာကိုနားလဲပါဒီကနေ့မှ तू ကခန္ဓာကိုလည်းမစွဲပဲနဲ့ဖြစ်ပြီးပြတ်သွားနေတာပဲလို့ဉာဏ်နဲ့ရှုမှတ်သိနိုင်တဲ့သူကနေသလားများသလားဒါဖြစ်လို့ဝိပဿနာအထုတ်တဲ့သူကလည်းနေသလားများသလားအောင်မလေးဟိုဆရာတော်နာမည်ကြီးရဲ့ဆိုသွားလိုက်ကြဒီဆရာတော်နာမည်ကြီးရဲ့ဆိုသွားလိုက်ကြဆရာတော်တွေကတော့တကယ်ပဲနာမည်ကြီးပါရဲ့တရားကမ္မထမ်းပေးလဲကောင်းပါရဲ့သွားကြတဲ့ကတရားတရားကမပါဘူးသူမြန်ရောင်လို့ရောင်အမောင်တောင်မှန်းမြောင်မှန်းမသိခဲ့ပါဆရာစခန်းတော့ပြန်ခဲ့တာပဲတောင်မှန်းမြောင်မှန်းကိုသိခဲ့ဒီတရားရီလောက်ထိုင်လို့ဟဲ့လားနာကျင်ကြိုက်ခဲတောင့်တင်းတာလေးကိုကြောက်ပြီးတော့ရေသာခိုးနေနောက်ကြနိုင်တယ်များကြအောင်သူလုပ်တယ်ထိုင်တယ်တော့တန်ညောဘယ်တော့ခောက်မလဲဝီရိယကလည်းပျော့တော့တတိကလည်းပေါ့တော့ဘယ်လိုလုပ်တမာတိရှိမလဲတမာတိမရှိရင်ဉာဏ်မပေါ်နိုင်တမာတိမရှိရင်ဉာဏ်မပေါ်နိုင်တဲ့ဒါကြောင့်ဦးဇင်းတို့တရားစခန်းတော့ပေါ့တော့ရော့တော့မလုပ်ပါဘူးဝိုင်းထိုင်စကားပြောနေရတယ်မရှိဘူးတလားဆိုတလားတရားလုတ်ချင်တဲ့တရားလေးပဲယူခဲ့ဦးဇင်းအခု2ယောက်နဲ့မျိုးသမီးဆောင်လေးတွေ18ဆောင်လောက်တောင်တကားပေါ်သွားပြီအခု10ဆောင်16ဆောင်လောက်တည်ထားပြီအဲ့ဒါလေးတွေချောဖို့ရှိအဲ့ဒါမျိုးသမီး2ယောက်ထားပါပဲကျောင်းတကားတွေပြောထားတယ်တရားအတွက်ကိုယ်တိုင်လာအထုတ်တဲ့ခါလေအရင်ဘာမှယူလာစရာမလိုတော့ဒီမှာခြေနှောင်တစ်လုံးခြေနှောင်2လုံးခေါင်း2လုံးအေးခဲ2ခုစောင်းလေး2ထည့်ဟုတ်ပြီလားနောက်ဆုံးသွားတိုက်စီသွားတိုက်တန်ရေချိုးကွက်ကစားဘာမှမလိုဘူးအဲ့လိုမျိုးတရားစခန်းလုပ်ချင်တာကျုပ်ဖွင့်ရခင်ဗျားတို့ဝင်ကြီးမတောင်းဘူးရှင်းရှင်းပဲဝင်ကြီးလည်းမတောင်းဘူးပေါ့ရောလို့ရင်တော့ပြန်ပြီတော့ပဲကြောက်ဟုတ်ပလားတရားအားထုတ်လို့တဲ့တရားနဲ့ကိုယ်ဘဝလေးကိုတလားဆိုတလားဆဲဆိုဆဲရဲ့ငြိမ်းအေးအောင်နေတဲ့နီးလေးငါသွားသင်ကြည့်မယ်အဲ့တရားလေးတစ်ခုလေးယူလာခဲ့နော်အခါတွင်းတို့တင်းညံတွင်းတို့ဘာလို့ဆိုတော့များမှာပေါ့အများရင်တော့အေးလေးတွေပါလိုမှာပေါ့တကယ်တလားတရားစကားဆိုဝါတွင်းကာလအစမယ်လူဦးရေကန့်သက်ခြင်းနဲ့ပဲလက်ခံနိုင်အောင်မှာပါဒါရလို့လဲဆိုတိဆောက်ဆဲကာလဆိုတော့အလုတ်တွေကများတယ်တကယ်တော့တရားစခန်းကြရဥစဉ်ကအလုတ်တွေရပ်ထားရင်10ရက်လောက်ဆိုရင်တော့ရပ်လို့ရတယ်ခုပြီးခဲ့တဲ့ဝါတွင်10ရက်စပြီးလုပ်ပါတယ်ကျောင်းတွင်နဲ့အပြင်အသိမပါပါဘူး2ယောက်ပဲပါပါတယ်တလာကြီးကြတော့ဓမ္မယုံကြီးကဝင်ငွေရှိလူသူရှိရင်ဆက်လောက်ရမှာဆိုတော့ဒါကြီးမြန်ပြီးမှအများအထိုးလို့ရမှာဘူးတကယ်တော့အလုတ်တွေအကုန်ရပ်မှကောင်းတာအဲ့တော့အများကြီးလက်မခံသေးဘူး30သို့မဟုတ်50လို့မှန်းပါတယ်ဘာမှအဲ့လိုခံဖို့ကြယူလာစရာမလိုတခုတည်းတရားလေးယူခဲ့ပါပါဠိတော်မြတ်စွာဘုရားဟောတဲ့တရားတွေကငါကိုယ်တိုင်ကိုယ်ကြတကယ်တရားနဲ့ကြိုးစားအားထုတ်ကြည့်ရင်ငါစိတ်နှလုံးငြိမ်းအေးမှုကိုအတိအကျအသေးချာပေးနိုင်တဲ့တရားလို့တရားပေါ်ယုံကြည်တဲ့တကယ်လုပ်ချင်တဲ့တရားလေးပါလာရင်ဒီဘုန်းကြီးမရှိရင်ထွက်ဟောပြီးစားစရာရှာပေးပါမယ်အခုစံနေစုထားပြီးဟုတ်ပြီလားတရားစကားကြရင်တော့ဥစဉ်ဟိုလိုဆွန်းတကာကွန်းတကာလဲဒီလိုနေ့စဉ်ကြီးလိုမရှာဘူးစိတ်ကူးတယ်တလာကြီးဆိုလို့ရှင်ပဲလွဲမှာလေအဲ့တော့ဆံလုံလောက်တယ်ဆိုရင်ဆံမလိုဘူးဆံလူစရာမလိုဘူးစီလိုရင်စီလိုမဲ့စီလိုရင်လူဟင်းနေတိုင်းဖန်တီးပေးဖို့ရဟင်းတွေလူချင်းလူဒါပဲအဲ့တလအတွင်းမှာကိုယ်အစဉ်ပြေတဲ့ရဲ့လာကတ်ချင်တယ်လာကတ်လက်အဲ့လိုလုပ်ဖို့စိတ်ကူးပါဝါဆိုတဲ့နေ့ကစပြီးတော့
ဝါကောင်လပြည့်တိတလဖြစ်မယ်နော်အဲ့တော့နောက်ကြရင်တော့အပေါက်ဝါကလှည့်ပြန်ဟုတ်ဗလားဘိဒကြီးအေးဥစဉ်စဉ်းစားကြည့်တယ်လူတွေလို့တရားနဲ့ဘယ်တော့ဝေးလာပြီလဲဆိုဘဝရဲ့ဝတ်တရားတွေလည်းရှုပ်ထွေးလာပြီအလုပ်တွေကတော့ထိတဲ့ရှုပ်လာမှာပါပဲရှုပ်လာအောင်မှာခေတ်ကြီးကိုကရှုပ်တဲ့ခေတ်ကြီးမှန်လားသိပ္ပံနဲ့ဤပညာကလည်းဝယ်စရာတွေတီထွင်ပေးတာမများလည်းများသလားလူအပ်တာထက်ကိုပိုးနေပြီအဲ့တော့ဝယ်ဖို့ပတ်စံခမရတို့ရှာလေသူ့မှာရှိရင်ငါမှလည်းရှိအောင်မှဆိုတဲ့ competition ပြိုင်ဆိုင်မှုတွေကလာတယ်လာဘူးလားအဲ့တော့ရအောင်ရှာလေးဝယ်ဖို့ကောင်းတဲ့နည်းနဲ့ရှာမလားမကောင်းတဲ့နည်းနဲ့ရှာမလားဟုတ်တဲ့နည်းနဲ့ရှာမလားမဟုတ်တဲ့နည်းနဲ့ရှာမလားဘယ်လိုရှာတာများတယ်ကိုယ့်အကိုစဉ်းစားဒါတော့လူလောကထဲနေတဲ့တရားဓမ္မတွေပူသိမှာပေါ့အလုတ်တွေရှုပ်လာတော့တရားနဲ့ဝေးမလာဘူးလားတပတ်ကလေး10ရက်ကလေးအလုတ်တွေရက်ခဲ့ဖို့တောင်လွယ်ရလားဩနောက်တစ်ချိန်မှနေစရာလဲပေးပါမယ်စားစရာလဲကြွေးပါမယ်တရားလဲပေးမယ်စိတ်ကလေးကိုငြိမ်းအေးအောင်ထားပြီးဒီတရားလေးကျင့်သုံးပြီးနေပါလို့ဆိုရင်မနှဲရှာရွရမယ်အနေထားမှာရောက်သွားလိမ့်မယ်မမြဲတာကိုနားလဲပါဟုတ်တယ်ထင်တဲ့အရာတွေအလုံးတစ်နေ့ထားပြီးတော့သွားရလိမ့်မယ်မှန်ရလားငါပိုင်တဲ့အရာတွေအလုံးကိုတစ်ချိန်တစ်နေ့မှထားခဲ့ရမယ်သဘောပေါက်လားငါချစ်တဲ့သူတွေငါကိုချစ်တဲ့သူတွေနဲ့တစ်နေ့မှခွဲချိန်တန်ကခွဲကြရမယ်မမြဲတာကိုနားလဲပါအဲ့ဒါနားမလဲလို့တရားကြိုလုံးနဲ့သေခံနေတော့မဲ့သေးတယ်တချို့အန်ကျိတ်တောက်ခောက်ပြီးသေကြတာလို့ရှိဘူးလားသေခံနေမှအဝေးရောင်နေဟိုသားမလားဒီလိုဒီသားမလားစွဲသေးတာလည်းမရှိဘူးလားလောဘနဲ့သေပြိတ္တာပြီးမကြွမလော့ကြတာဒီလောဘနဲ့သေလို့ဘာနဲ့သေလို့တော့ဒါကြောင့်ပိဋကကြီးသေတာတော့တူတယ်သေပုံကတူတချို့ကကောင်းတဲ့ကံကမ္မနမိတ်ဂတိနမိတ်နော်လူဘဝမှာတန်ဖိုးရှိအောင်နေခဲ့တယ်ကိုတတ်တဲ့တော့အများအကျိုးလဲဆောင်ရွက်ခဲ့တယ်ကိုမိသားစုကျိုးလဲဆောင်ရွက်တယ်အကုသိုလ်နည်းအောင်နေတယ်ညာကျိုးရှိမဲ့ကုသိုလ်လုပ်ငန်းတွေကိုဖြူစင်တန့်ရှင်းတဲ့စိတ်နဲ့လုပ်ခဲ့တယ်တေခံနေတော့ဒီကောင်းမှုလေးတွေအာရုံပြုပြီးတော့သူ့စရိုက်ကောင်းမှုတွေများများပြုခဲ့တဲ့သူတွေတေခံနေနှလုံးသွင်းကောင်းတာပေါ့နှလုံးသွင်းကောင်းတဲ့စိတ်နဲ့သေရင်ကောင်းတဲ့ဘုံဘဝရောက်မှာပေါ့နှလုံးသွင်းမှားပြီးတော့များအကုသိုလ်ကံကမ္မနမိတ်ဂတိနမိတ်နှလုံးသွင်းသေမိလောဘနဲ့သေတကယ်ရှိတယ်ယုံလားမယုံရင်တွေးပေးမယ်လားခဲ့ပိဋကကြီးတို့ပစ္စည်းဆွဲသေးလို့ပစ္စည်းနဲ့မလွတ်မကျွတ်တဲ့ဟာတွေရှိတယ်ပိဋကကြီးတို့လူဆွဲသေးလို့တူဆွဲသေးလို့တူနာမခွာနိုင်တဲ့ဟာတွေရှိတယ်ရေစက်လိုက်ချပေးရတာကိုပဲ2ကြိမ်3ကြိမ်ရှိနေပြီဒါသူတို့ကသွားမေးကြည့်ပြီတော့ပိဋကတို့ရေအဲ့ပိဋကဆိုတာမှလည်းပိဋကဝတ္ထုတွေဖတ်ကြည့်အမျိုးမျိုးရှိတယ်အဲ့ထဲကနေမှပရဒတ္တုပဇီဝီပိဋကဆိုတာသူတို့ကိုရည်စူးပြီးတော့သူတို့ကိုကြံရည်သူများကရည်စူးပြီးတော့ကောင်းမှုကုသိုလ်တွေပြုအမြအတမ်းပေးဝေမှာကိုမျော်လင့်စောင့်စားနေရတဲ့ပိဋကမျိုးတွေရှိတယ်အဲ့ဒီပိဋကဘုံဘဝများသေကံဤစိတ်နှလုံးသွင်းမှပြီးရောက်သွားခဲ့ရင်ကျွတ်ကြပါစေလွတ်ကြပါစေချမ်းသာကြပါစေလို့ဒါတွေလောက်တာဗျအခုဒီတရားပွဲကလည်းအဲ့ဒါရည်စူးတာမဟုတ်လားသူတို့ပိဋကဘဝမရောက်လို့ဟဲ့လားကုသိုလ်ကောင်းမှုအာယုပြုနှလုံးသွင်းကောင်းတဲ့စိတ်နဲ့တည်လို့ကောင်းတဲ့ဘဝရောက်ရင်လည်းဒီကုသိုလ်ကိုမရဘူးလားကိုကအရင်ရတာပါပြီးမှသူတို့ကိုရည်စူးပြီးအမျှဝေရတာသူတို့ကမျော်လင့်နေလို့တာတုခေါ်နိုင်ရင်ကိုကအဝတ်ထဲလူပြီးအမျှဝေသူတို့မှအဝတ်ထဲရကိုကစားစရာဆွန်းဘောဇင်များလှူတန်းကျွေးမွေးပြီးတော့အမျှဝေသူတို့မှစားစရာရအဲ့ဒီလိုရည်စူးပြီးတော့အမျှဝေရတာပေတဥဒိဋ္ဌဒါနာလို့ခေါ်ပါဒါနပေတဆိုတာအဲ့ဘဝဟောင်းကဆွေဟောင်းမျိုးဟောင်းတွေကိုဒီဘဝကတည်ဆုံးသွားတဲ့ဆွေမျိုးမိတ်သင်္ကာများကိုကုသိုလ်ကောင်းမှုဖို့မျှော်လင့်နေတဲ့ပြိတ္တာတွေကိုပေတခေါ်
ပရဒတ္တုပဇီဝီပိဋ္ဌာလို့ခေါ်တယ်ဥဒိဋ္ဌဆိုတာအခုပြုတဲ့ကုသိုလ်သူတို့ကိုရည်ညွှန်းတာဒါနဆိုတာကအလှပေးတာပေးပြီးမှသူတို့ကိုအမြဝေရာအဲ့တော့ငါဘလို့သိမလဲလို့ကြိုးစင်းစားမမြဲတာကိုနားလဲပါနားမလဲရင်သေကနေ့မှအစွဲထူလိုက်ပြီမှားရလားမမြဲတာကိုနားလဲအောင်ကြိုးစားပါအားထုတ်ပါနားမလဲရင်သေကနေ့မှသေမင်းနဲ့စိတ်ခင်းရတဲ့ခါယာရုအာနာစည်းစိမ်ဥစ္စာအာကိုလို့မရပါကြောက်လန့်ပြီးတော့တွန့်ဆုတ်ပြီးတော့အန်ကြိတ်တောက်ခောက်သေးရင်တော့ကောင်းရရောက်မလားမမြဲတာကိုနားလေဘုရားဘာအားထုတ်ရမှာတော့အဲ့တော့မွေးလာရင်တော့အိုးမှာပါပဲသိတဲ့နုပြိုခြင်းကဘယ်မှာဆုံးမှာအခုမြတ်စွာဘုရားတောင်အိုရင်းဘေးကလွတ်ရဲ့လားညီတော်အာနန္ဒအံ့ဩယူရသည်တအံ့တော်နဲ့ခြေစုပ်လက်နဲ့နောက်ကျောလေးတွေပုတ်တက်ဆုပ်နေပြီးရင်လျှောက်ထားတော့မြတ်စွာဘုရားကအာနန္ဒငါဘယယထံတော်ပါမခါသာလိမ္မာညီဝအာနန္ဒဧတံဝဇနသင်လျှောက်ထားတဲ့စကားဟာဧဝံသစ္ဆံအမှန်ပဲငါဘုရားအိုလာပြီဘုရားလည်းပဲပိဋကကြီးတို့မွေးလာတော့အိုရသည်နုပြူခြင်းဟာဘယ်မှာဆုံးမယ်သရဓမ္မောယုပင်ဒီဗျာတိဓမ္မောအာရောက်ကြီးမရဏဓမ္မောဇီဝိတေကြောင်းတက်ရဲ့ရှေ့မှာနေစာလှုပ်ရင်းနဲ့ဘုရားကညီတော်အာနန္ဒာကိုဟောနေတာအာနန္ဒငါဘုရားယထံတော်ပမခါသာလိမ္မာညီဝအာနန္ဒာယုပင်ကြီးနုပြူခြင်းသဘောရှိတယ်ဆိုရင်သရဓမ္မောအိုခြင်းသဘောလည်းရှိပါတယ်ဖယားမအိုဘူးမှန်တယ်အံတော်နဲ့မအိုဘူးလားအိုသလားအရေးတွေတွန့်နေပြီဖယားမိမိန်ကုန်မိမဖြူစင်တော့ပါမတောက်ပါတော့ပါခန္ဓာကိုယ်ဟာရောတိရောရဲဖြစ်လာပြီဖယားရှေ့သို့အနေငယ်ကိုင်းနေပြီဖယားဆိုတော့ရွတ်ပင်ကြီးနှုတ်ပြခြင်းသဘောရှိတယ်ဆိုရင်သရဓမ္မောအိုခြင်းသဘောလည်းရှိတယ်အာနန္ဒာဘသူကမိတ်နေဗျာတိဓမ္မောအာရောက်ကြီးနာယောဂကင်းခြင်းသဘောရှိလက်သောဗျာတိဓမ္မောနာခြင်းသဘောလည်းရှိတယ်ဒီဟာဒီဆင်ခြင်ထားမှာနုပြိုတဲ့အရွယ်မှာနုပြိုခြင်းရဲ့လမ်းဆုံးအိုမင်းခြင်းကိုဆင်ခြင်မထားရင်ယုပ္ပနမန္တတတဲ့ဘာမန္တုငါငယ်သေးတော့ပဲတရားလှုပ်ရှားမလိုပါဘူးပထမရွယ်မှာပညာရှားမှာတဲ့တရားတော့မရှားပညာရှားရင်လည်းငယ်ငယ်နဲ့သိသွားကြတာမရှိဘူးလားတရားနဲ့တွေ့အောင်မလားမမြဲတာကိုနားလည်ပါအောင်မလားရှားမှမရှားပဲပညာပဲရှားတယ်ဘွဲ့ပဲရသွားတယ်တရားတော့ရှားလို့လားမရှားလို့လားအဲ့ဒါယုပ္ပနမံကိုနှိပ်ဖို့ရအဲ့ဒါဆင်ခြင်ထားတဲ့ကျမ်းမာခြင်းသဘောရှိရင်ဖြာနာခြင်းသဘောလည်းမရှိဘူးလားဩကိုအမြဲတမ်းကျမ်းမာနေမယ်လို့မထင်ကြနဲ့အဲ့ဒါကျမ်းမာတော့မှနာခြင်းသဘောဆင်ခြင်ထားရင်မနာခင်မှတရားရှာမိမှာပေါ့ဆိုတော့ငါကျမ်းပါသေးတာပဲတဲ့ငါအလုပ်လုပ်နိုင်ပါသေးတယ်ငါရှာနိုင်ပါသေးတယ်ရှာပေါ့ဒုတိယအရွယ်မှာဥစ္စာရှာတဲ့တရားတော့မရှာအဲ့တော့ဥစ္စာတော့ရခြင်းရမှာပေါ့တရားတော့မမြဲတာကိုတရားမှမရှာရင်နားလည်ပါဦးမလားနားလည်တယ်မီဘာအထုံးမှနားလည်မှာတို့အဲ့ဒါအာရောက်ကြမှန်ဆိုတာတက်တယ်အာနန္ဒအိုညီပါအာနန္ဒဇီဝိတေသက်ရှင်ခြင်းသဘောရှိတယ်ဆိုရင်မရဏဓမ္မောတည်ခြင်းသဘောလေရှိတယ်သက်ရှင်ခြင်းဟာဘယ်မှာဆုံးမယ်မဟုတ်ဘူးလားအဲ့ဒါမေ့နေတာ
မဲနေကြတော့မနေ့ဖြင့်ထဲဦးတဲ့ချောခံမဲ့ကြက်တီချင်းကြီးနဲ့တည်သွားတာပြင်ဘူးလားမနေ့ဖြင့်သူတို့ထဲဦးတဲ့ရောက်တော့မှာတိရဲ့လားမတိတော့ကြက်ချင်းထဲမှာတကောင်နဲ့တကောင်သူ့ခေါင်းဆိတ်လိုက်ကိုယ်ခေါင်းဆိတ်လိုက်ကြက်ချင်းထဲမှာကြက်တီရံဖြစ်နေတာဘာကိုနားမလဲလို့ဒီနေ့ဟောအိမ်မှာလဲတကြက်ကြက်ဒီအိမ်မှာလဲတကြက်ကြက်မိသားစုတိုင်းဆူလို့ပွက်နေတာဘာကိုနားမလဲလို့မသေးခင်မှာကုသိုလ်ကံပေးလိုက်လို့တွေ့ဆုံနေရတဲ့တွေ့ဆုံခြင်းတွေဟာယံဖြစ်ဖို့ဖြစ်နေတာနှမျိုးစရာမှန်လားပိဿကြီးမသေးခင်လေးတွေ့ကြုံနေရတဲ့အချိန်မှာမေတ္တာတရားနဲ့မဆက်ဆံနိုင်ကြတော့ပါညီကိုချင်းချင်းလည်းမေတ္တာဓာတ်တွေခန်းချောက်လာတာမောင်နှမချင်းချင်းလည်းမုံတရားတွေများလာတာဘာကိုနားမလဲလို့နားလေသိပြီသုံးရင်တာဘောကပြောတယ်မို့လားညတို့ကဘာတွေသွားနားလဲနေမှမသိပဲတရားကိုနားလဲရမှာဘာကိုနားလဲရမှာတော့မမြဲတာကိုနားလဲပါတဲ့ဗျအဲ့ဒါနားလဲဖို့မြတ်စွာဘုရားကညီတော်အာနန္ဒာနောက်ကခုတ်ပိုးလေးတွေဆုပ်ပေးနေကြောကုန်းလေးပွတ်တတ်ပြီးပြုစုနေတုံးမှာဇေဝိတေသက်ရှင်ခြင်းသဘောရှိတယ်ဆိုရင်မရဏဓမ္မောတည်ခြင်းသဘောလေရှိတယ်မတည်ခင်မှာပိဋကကြီးအမုန်းနေနဲ့ဆက်ဆံတာကောင်းသလားမေတ္တာနဲ့ဆက်ဆံတာကောင်းသလားဒါပေမဲ့တရားနဲ့တရားကြည့်တဲ့မျက်လုံးတွေမှာမေတ္တာတတ်တွေခန်းချောက်နေတာဘာကိုနားမလဲလို့နားလေသိပြီအဲ့ဒီအတွက်ဒီတရားဟောတာပါမဟုတ်ရင်တော့ဘဝတက်တန်တူတူလေးတွင်မှာအမုန်းနေနဲ့ကုန်ကြမှာရံဖြစ်ချင်းနဲ့ပဲကုန်ဆုံးကြမှာပဲမှန်ရလားပိဋကကြီးအဲ့တော့နုပြူခြင်းဟာအိုမင်းခြင်းမှာဆုံးမယ်ညီတော်အာနန္ဒာကိုဘုရားကဟောတာဘုရားကိုယ်တိုင်မအိုဘူးလားမနာဘူးလားဝမ်းတော်လာတဲ့ယောဂရပါသည်ဒါနာခြင်းကလွတ်လို့လားမလွတ်လို့လားသက်ရှင်ခြင်းဟာဘယ်မှာဆုံးမယ်ဘုရားကိုပိဿကြီးတို့လူပြောတော့မသေးရဘူးလားမွေးလာသမျှတွေ့ဆုံခြင်းဟာဘယ်မှာဆုံးမယ်မေငါဤတပေရလုံးစုံကောင်းသောပြည့်ရည်ချစ်တဲ့သူတွေနဲ့မနာပေငါမျက်နှိုးရတဲ့သူတွေနဲ့နာနာပါဝဝအမျိုးမျိုးသောကြောင်းကြောင့်ရှင်ခွဲခွဲရခြင်းသည်၎င်းဝိနာပါဝဝငါကအရင်ဖြစ်စေသူကအရင်ဖြစ်စေတေခွဲခွဲရခြင်းသည်၎င်းဘဝိတ္တိတနေ့နေ့တွင်မလွဲမသွေဧကမုတ်ချဖြစ်ကိုဖြစ်ရပေလိမ့်မယ်လို့အဘိနာမြဲမပြတ်ပစ္စဝကိတပံကောင်းစွာမသွေဆင်ခြင်းနှလုံးသွင်းပြီးတော့နေရမယ်လို့တထာနလူရောဆရာဘုရားရှင်သည်ကထေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီလိုခွဲခွာခြင်းဆင်ခြင်ထားရင်မခွဲခင်မှာပိဋကကြီးချစ်ချစ်ခင်ခင်မေတ္တာတရားနဲ့ဆက်ဆံနိုင်ကြရင်မကောင်းဘူးလားကောင်းတော့ကောင်းတယ်ဒါပေမဲ့ဟိုအိမ်မှာလဲဒီအိမ်မှာလဲမိသားစုတိုင်းစုလို့ပွဲကျဲတကြက်ကြက်မိသားစုတွေဖြစ်နေတာဘာကိုနားမလဲလို့နားလေသိပြီအဲ့ဒါနားလေလာပြီဆိုရင်ခင်ဗျားတို့ကျွတ်တို့ဆူတောင်းတဲ့နိဗ္ဗာန်နဲ့လေနီးလာပြီလို့သဘောပေါက်ကြအဲ့ဒီလိုနားလေမှလည်းတယောက်ကျေးဇူးတယောက်ဆက်ရမှန်းသိမယ်ကွယ်လွန်သွားတဲ့သူတွေကိုခုလိုအဲ့လားရည်စူးကောင်းမှုပြုတယ်ဆိုတာအဲ့ဒီရှင်တန်စင်တို့ကရှိခဲ့တဲ့ကျေးဇူးတွေကိုအောက်မေ့ပြုတာမှန်လားပိဋကကြီးအဲ့ဒီကုသိုလ်တရားတွေကတော့နိဗ္ဗာန်ရောက်သည့်ထိကောင်းမွန်စွာအကျိုးပေးပါလိမ့်မယ်မမြဲတာကိုတပ္ပေလုံးစုံသောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်
အာနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဣတိဤကဲ့သို့ယရာကျင်ခါကာလမှာပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိကောင်းစွာထင်တင်သိမြင်၍လာပါ၏အထထောကဲ့သို့ဝိပဿနာတရားအားထုတ်ပြီးတော့တည်ငြိမ်တဲ့စိတ်ဓာတ်အပေါ်မှာတည်ဆောက်ထားတဲ့ဝိပဿနာဉာဏ်ပညာဖြင့်ယုတ်တရားနံတရားတွေခဏမစဲဖြစ်ပြပြောင်းလဲသွားနေတာကိုကောင်းစွာထင်တင်သိမြင်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြလိုက်နဲ့နှိမ့်ဆက်နေတဲ့ယုံနံဒုက္ခသစ္စာတရားပေါ်မှာနိဗ္ဗိန္ဒတိဉာဏ်ကညီငွေလာမယ်။ဘာကညီငွေလာဧတံဧသောအဒီလိုယုတ်တရားနံတရားဒုက္ခသစ္စာတရားပေါ်မှာဉာဏ်ဖြင့်ညီငွေလာခြင်းသည်ဝိသုဒ္ဓိယဗုဒ္ဓဘာသာဝင်တွေအလုံးစုတောင်းနေတဲ့ကိလေသာစင်ကြယ်ရာနိဗ္ဗာန်ချမ်းသာဤမေကောရာကြောင်းရောက်ကြောင်းလမ်းကောင်းလမ်းမှန်ကြီးဖြစ်ပါပေတယ်လို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်ကြီးသည်ကထတိရွှေနှုတ်တော်လေးဖွင့်၍ကျူးရင်ဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီပါအကြောင်းလေးရှေ့မှာပြုစုနေတဲ့ညီတော်အာနန္ဒာကိုဘုရားကအဲ့ဒါနားလည်ဖို့ဟောခဲ့တာညီဘွားအာနန္ဒာအသက်100ပဲရှည်ရှည်တဲ့နောက်ဆုံးပဲမှဆုံးတာသိခြင်းမှဆုံးရတာပဲကွယ်တဲ့သိမင်းဆိုတဲ့မရဏမင်းဟာ31ပုံရှိသမျှဘယ်တတ္တဝါကိုမှခြံမထားခဲ့ဘူးတဲ့ခေါ်ချိန်တန်ရင်ခေါ်တာပဲအလှဲ့ကြရင်လိုက်ရမယ်ပြင်ဆင်ထားဘာကိုနားလေအောင်ပြင်ထားနားလေရင်တော့ပိဿကြီးနေရတဲ့ကာလမှာလေအစွဲဟဲ့လားရော့တဲ့အတွက်ကြောင့်စိတ်ပေါ်ပါတယ်မှန်ရလားကုသိုလ်တရားတွေတိုးဖို့ဆိုရင်လည်းအဲ့ဒါနားလေရမှာနားလေအောင်ကဘာအားထုတ်ရမှာအဲ့ဒီလိုကြိုးစားအားထုတ်ပြီးတော့ပါဝိပဿနာဉာဏ်ရင့်တန်ပြီးပဲဉာဏ်ဖူဉာဏ်ထိရရှိအောင်အားထုတ်ဖို့လူဖြစ်လာတာသာသနာနဲ့တွေ့တော့မဲ့ဒီခွင့်ရရတယ်ဆိုတာသဘောပေါက်နားလည်၍အားလုံးစစ်မှန်တဲ့ချမ်းသာတရားကိုဝိပဿနာဉာဏ်မဲ့ဉာဏ်ဖူဉာဏ်တို့ဖြင့်ရှာဖွေတွေ့ရှိနိုင်ကြပါစေ。